ပေါ့စားလုံနေတဲ့အချိန်တွေကိုအလုတ်ဖက်လှည့်ပြီးတော့တည်ငြိမ်နေသေးပြီလို့ထင်တယ်ကြံလိုက်အောင်ပြီးတော့မင်းအသုံးပြုနေလဲရှော့ပါဟာကိုစောင်းနိုင်မြောက်ခမရစကားအတီးပြောနေမှာလားဟာပြောရမယ်ဟဲ့ဒီမှာမင်းဘေးမှာလေချွေလို့ရမ်းနေတဲ့အချွေရန်တာပေါင်းညာသားတွေနဲ့တန်းတစားတဲ့လို့ငါအပြောမခံနိုင်ဘူးငါမင်းတငယ်ကြီးဆိုလဲဟုတ်တယ်မင်းအကူတုံဝမ်းခွဲဆိုလဲဟုတ်တယ်ဘာလဲခမရအပွေခွဲခြင်းပြီလားအဲ့ဒါဆိုလည်းဖြစ်ပါလေဗျဟဲ့မင်းမစော်ကားနဲ့နော်မင်းမိဘတွေလက်ထွက်တဲ့ကငါဘာတစ်ခုမှတောင်းဆိုခဲ့တာမဟုတ်ဘူးမိမိဘတွေကိုယ်တိုင်မသိခင်နဲ့ငါ့ကိုသေချာအပ်ထားခဲ့တာအေးမိမိဘတွေကမင်းကိုချစ်လို့အလိုလိုက်ခဲ့တာကိုမင်းကအခွင့်ကောင်းယူပြီးတော့နေချင်းလိုနေတယ်ထိုင်ချင်းလိုထိုင်တယ်သွားချင်းလိုသွားတယ်ဘာမဆိုမင်းကန်းကောင်နေခဲ့ပြီပဲကွာမင်းအခုကလေးမဟုတ်တော့ဘူးကလေးတော့ပဲဟုတ်လို့လေဗျမိမယူမယ်ဆိုလို့ရှိရင်ကောင်းကောင်းယူရတယ်ဖေမင်းကငါအပြောင်ပြက်တွေပြောနေတာမဟုတ်ဘူးနော်
ငါကိုယ်တည်းကလည်းဘာမှဦးစီးဥစားမလုပ်တတ်လို့ငါပြောနေတာမိမိဘာတွေလက်ထက်တွေကထားခဲ့တဲ့ဒီကုမ္ပဏီလုပ်ငန်းကိုမင်းကိုယ်တိုင်ဝင်ရောက်ဦးစီးသိပြီလို့ငါထင်တယ်ကွာကုမ္ပဏီကလူတွေလုပ်နေရတယ်မဟုတ်ဘူးကွာတနေ့တနေ့မင်းကိုဝိုင်းလိန်ညာပြီးစားနေကြလို့ပဲကြာရင်မင်းဒီဝါလီခံရမှာပေါ့ကျန်နေအောင်မင်းဘွဲရပြင်ရတဲ့တယောက်ပါကွာဒါတော့အတွေးမခုံစမ်းပါနဲ့ ကုမ္ပဏီကပြုတ်သွားတော့လေအေးတာပဲကိုဗျကျွန်တော်မှဝါသနာမပါတဲ့ဟာဒီမှာဘာမှပူမနေနဲ့အဖေတို့အမေတို့ဘန်ထဲမှာထည့်ထားခဲ့တာ3,900ရှိသေးတယ်နော် ဟာအဲ့ဒီ3,900မင်းတော့အသုံးပြုံးကြည့်လို့လေဘယ်လောက်ခံမှာလဲကွာ ကဲပါဗျာအဲ့လောက်လဲစိတ်ပူမနေပါနဲ့ဒါပဲတော့မသိဘူးကိုအောင်လိုက်ခဲ့ရမယ်နော် လိုက်မှာပေါ့ဒါမျိုးဘယ်တော့ညံမှုလို့လဲ လူကနည်းနည်းလေးပြင်းမကောင်းတယ်စစ်တီတို့ကခေါင်းအောင်လေ ခေါ် ကျန်တဲ့လူတွေကရေးမကြည့်ပါဘူးကွာဒါတွေကအိမ်ဖြစ်မသားလေးပါပြီးရပဲကဲတော့ချိန်ဆွဲနေတယ်မြန်လို့ အေးပါပြီးမှထွက်မပြေးဘူးဆရာ credit ကတုံးလို့မရတော့ ဘာဖြစ်လို့လဲ ဘာမှလက်ကြံငွေက9ချက်ပဲကျန်တော့ဆရာ မဟုတ်ကောက်ကောဟုတ်ရလား အောင်းနာပါဆရာဒါမှပြဿနာမရှိပါဘူးဆရာနဲ့ဒီဆိုင်ရှင်နဲ့တည်နေတော့ကျွန်တော်မှတ်ထားလိုက်ပါနောက်မှပဲရှင်းမယ် တို့တထေးလေးရောဒီကကျွေးစင်းမှတ်ခံရပြီဟဲ့ ကဲဒါဆိုရင်ယူတိုးနဲ့လိုက်လို့ဖြစ်တော့မထင်ဘူးနေခဲ့လိုက်တော့နော် လိုက်ခဲ့မယ်ဆိုရင်ရေရှာကြီးမှသာလိုက်ခဲ့ပြီးတော့တို့ကပဲစောင့်နေအောင်တတား နေဦးလေနေဦးလေ ရေးစားလိုက်တာအေးဆိုင်လေးပါလေးထိုင်ကိုကာကိုလာတကူလောက်တော့အောင်သိကောင်းပါပဲဒါပေမဲ့ငါမှ9ချက်ပဲရှိရဆိုတော့ရီခဲကြီးတစ်ခွက်စားပဲရမှာရီခဲကြီးတော့လည်းမစိုးပါဘူးလေရီခဲတက်တာရယူလို့ပဲအေးတော့အေးမှာပေါ့ပေါင်ကြနေအောင်မင်းတို့ကုမ္ပဏီဖြစ်ပြီးတဲ့နောက်မှာကျန်တဲ့အစုရှယ်ယာဝင်တွေကိုရှင်းတိုက်တာတွေအားလုံးရှင်းပေးပြီလို့အန်ကယ်ကြားတယ်အန်ကယ်ရဲ့အစုရှယ်ယာနဲ့အမြတ်ငွေတွေကအကြံပေါ့320ကိစ္စမင်းဘယ်လိုရှင်းမလဲ ကျွန်တော်ပြောပြီပဲအဲ့ကိစ္စမန်နေဂျာနဲ့ရှင်းပါ ဒီလိုအလွယ်မပြောနဲ့လေမင်းတို့ရဲ့မန်နေဂျာလည်းပြေးပြီပြီးတော့လေအားလုံးသောစာချုပ်စာတမ်းတွေမှာပိုင်ရှင်ဖြစ်တဲ့မောင်ကြံတိုင်းအောင်ကိုယ်တိုင်လက်မှတ်ထိုးထားတာတရားတော်ဖြစ်ရရင်ကြော်မကောင်းကြားမကောင်းနဲ့ကော တော့ဗျာတော့ကြောက်တော့ကတော့အန်ကပြောတာတည်းမကတန်းတယ်ကျင်းနေယူမကျင်းနေမယူနဲ့ ကျင်း납ပါရကွာဟာရမမင်းရဲ့စာချုပ်စာတမ်းအန်ကသွားလိုက်နော် ကြိုက်တယ်အဲ့ဒီစိတ်ဓာတ်ကိုကြိုက်တယ်ကောင်းတယ်ကောင်းမှာကောင်း ခမရကျွန်တော်ရည်နေရလား မကြီးရပါဘူးဗျာနော်ဒီလိုဖြစ်လိမ့်မယ်ဆိုတာလွန်ခဲ့တဲ့တစ်နှစ်လောက်တည်းကကြိုသိပြီးသားဖြစ်လာတဲ့အချိန်မှာလည်းလုံးဝဝမ်းမနေဘူးခံနိုင်ရှိပြီးသားပဲဟေးငါတို့ဘဝဘယ်လိုဖြစ်နေသိလားနေစရာဆိုရလေကိုယ့်ရင်ကိုပြန်ငှားနေရတဲ့အဆင့်ဖြစ်နေတယ်ဘာမှပူစရာမလိုနေစရာမရှိတဲ့ငါတို့ညီမဘုန်းကြီးเจ้าနေရှိတယ်စားစရာလည်းဘာမှပူစရာမလိုအရှင်ဗျာစွန့်ညံဟင်းညံလေးများရှိမစားပါစွန့်ပါဆိုရင်ပြီးနေပြီဒီဗျာစီးစရာကားလေးပါသွားတယ်နှမျောပါ စီးစရာ
ဘာဘူးစရာလူလဲကွာမင်းနဲ့ငါနဲ့သွားကျင်လာချင်းစီးစရာရှိပြီးသား ဘာလဲဗျ ဖနက်လောကကြီးကတော်တန်ဝေကရစရာကောင်းပါလားသားရဲ့ဟိုးပင်နေကြည်လားဘာပွင့်လေးတွေပွင့်နေတော့ကဝဲနေတဲ့လိပ်ပြာလေးဘာပွင့်လဲမရှိလို့အယူလဲပြိုင်ကြာရောဘယ်လိပ်ပြာဘယ်ရင်ကောင်းမှမနာတော့ ဟိုတောက်ဂရင်းစစ်စစ်တထေးသားကြောင့်ပြောပြမယ်လေ တာညာတော့ဖတ်ကြတယ်တော့မှဖတ်သေးတယ်လေရှေးတရောခါဒီပါရဝဲဂရီကျွေသားတထေးသားလင်တဲ့အဲ့ဒီပုံမြင်လေးပေါ်သားရဲ့တာနားထောင်ကျင်လို့လားဟိုးရှေ့တုန်းကဘာယာနတိဒီမှာဂရီကျွေတဲ့တထေးလင်မယား2ယောက်ရှိတယ်သားကဲသားလေးကလည်းတယောက်တည်းရှိလို့အဲ့ဒီသားလေးကိုတိတ်ချစ်ရှာကြတိတ်အလိုလိုက်တယ်လူလေးလေးမရှိပြီးစုံအောင်ထားခဲ့တာပေါ့သားရဲ့မိဘနှစ်ပါးကဘလောက်ချစ်တယ်လဲဆိုရင်ဒီကလေးကိုပညာတော်မသင်ပေးဘူးပညာမလိုလားတဲ့ဒီကလေးကလည်းအတော်ပဲပေါ့ဘာဖြစ်လို့လဲဆိုတော့ပညာမတတ်လဲပြီးစုံနေပြီလေအဲ့ဒါလို့နဲ့မင်းသားလေးအရွယ်မရောက်ခင်မှာပဲသူ့မိဘနှစ်ပါးရှေ့စဉ်နောက်စဉ်ကွယ်လွန်ခဲ့ကြတယ်ကွမိဘတွေထားခဲ့တဲ့ဂရီ80အမွေကိုတော့အဲ့ဒီမင်းသားလေးကရတယ်ဗျာသူ့လက်ထဲလဲပတ်စံတွေလဲရောက်တော့ဘာလို့မှမလုပ်ပဲအဲ့ဒီပတ်စံတွေပဲထိုင်ဖြုံးနေတော့တာပေါ့မိဘလက်ထက်ကလေးကအလုတ်ဆိုဘာတစ်ခုမှမလုပ်ခဲ့ရတဲ့မင်းသားလေးဟာဘာလုပ်ကိုမှမင်ရကလည်းမလုပ်တတ်အချိန်ရှိသေးအပေါင်းအသင်းတွေနဲ့တောက်စားပျော်ပါလောင်းကစားပဲလုပ်နေတော့နောက်ဆုံးတော့ဒီငွေတွေကလုံးဝပါဘူးအဲ့ဒီတထေးသားလေးပညာမတတ်မှန်းလဲသိရောခိုးတက်ဖွက်တတ်တဲ့လူတွေကအဲ့ဒီတထေးလေးရှိရပတ်စံနေခိုးကြဖွက်ကြလိုက်ကြနောက်ဆုံးတော့အဲ့ဒီဂရီ80ရကုံမာလျောသားရတထေးသားလေးအရင်ကပေါင်းတင်ညာစားခဲ့တဲ့ဒီတပန်းနေအချွေရလေအနာမှာတယောက်မှမရှိကြတော့တိုပြောရရင်တော့တာရဲ့အထေးသားလေးကကွက်တလုံးနဲ့တောင်းစားရတဲ့ဘဝရောက်တာတော့မှပေးမဲ့ကမ်းမဲ့သူကမရှိသနာမဲ့သူကမရှိတဲ့တခိုးတဝက်လို့ဆွဆွဲခံရပြီးထူထောင်ရိုက်ရိုက်ကြတယ်လူသူမရှိတဲ့တောထဲမှာဒဏ်ရာတန်ကြက်တဲ့အာဟာရပြတ်ပြီးသုံးသွားတယ်ခေစစ်တဲ့တထေးသားပညာမတတ်ပဲမွဲသွားပါတော့ဘူးပညာဆိုတာအတန်းပညာရင်ဘယ်ဟုတ်မလဲပါစင်ကြယ်စဉ်းစားတတ်တဲ့အသိပညာဆိုတာကလည်းလိုသေးတယ်ကွာခုခေတ်မှာအတန်းပညာရဲ့ဘလောက်ကြီးတက်ဘဝအသိပညာခေါင်းပါလို့မွဲပြကျသွားတဲ့ဂရီ80တထေးသားလက်သစ်တွေကလည်းအများကြီးဒါကြောင့်မလို့သားကိုကျောင်းပညာရောဘဝအသိပညာပါတတ်အောင်သင်ရမယ်လို့ဖိုးဖိုးကပြောတာဗောကွာငါ့ကိုလာပြီးတဲ့ပြောနေသူပါကလားမတတ်နိုင်တခုခုတော့လုံးမှဖြစ်မယ်လုံးလို့စီတော့ငါလည်းဘာလုံးမလုပ်တော့ဘာဖြစ်ဖြစ်တခုခုလုံးနိုင်အောင်တယောက်စီကငွေချီးမှဖြစ်မယ်ဘာကွာမင်းကငွေချီးရခလား330ဖယားဟာလာရှင်မြတ်ကေတော်မူပါနမစတေနေစမ်းပါဦးကွာမင်းကို330ချီးရအောင်မင်းမှာပေါင်းစရာနှံစရာပစ္စည်းပါလားဟဲ့ကောင်မင်းမိဘနှစ်ပါးမရှိတဲ့ကမင်းမှာမိမွေးတိုင်းဖာမွေးတိုင်းမရှိတော့ဆိုတာငါသိတယ်ကွာဗျာဘာဟဲ့ကောင်မင်းကပစ္စည်းကိုပြောနေတာနော်လေးမသိဘူးရှိတယ်ဟုတ်တယ်ပြောရင်ကြွားသလိုဖြစ်နေကြနော်
တော့ဘိုင်လာပြောနေတာဘာတွေလာပြောနေတာလဲဘာတွေပြောနေတာလဲရှိတော့ဘူးရှိတယ်ကျွန်တော်ရှိတယ်တော့ဘာမချိနိုင်ဘူးဟာတရရမသွားချာဟာမချိဘူး ဦးလေး ဘာလဲ ဦးလေးနဲ့ကျွန်တော်နဲ့ဆွေမျိုးရင်းရင်လို့နေလာတော့ဦးလေးလေးမှတ်မိလားဟမ်ဦးလေးမှတ်မိသေးလားဦးလေးပြောတော့ကျွန်တော်ပြည့်စုံနေတော့အခုညီလိုချက်ချင်းလာခဲ့တယ်လိုအပ်တာရှိလာခဲ့ဆိုဦးလေးအပြောင်းလဲပြန်လိုက်တာ အတိတ်ကလွမ်းစရာဆွေးကြစကားတွေပြန်တူးပုံပြီးသမ်းပါဒါအလုံးနဲ့ပတ်သက်ငါစီကံသမားကွာအလုံးနဲ့ပတ်သက်ဆွေမျိုးမရှိဘူးတခုတော့ရှိတယ်လေမင်းမှာ330တန်တဲ့ပစ္စည်းရှိရင်တော့ပေါင်ချိန်ဆိုပြီးနာမည်ကြီးနေလို့တော်တော်လေးတမာရီရှိပြီးတနာကျင်တာတတ်တယ်ထင်နေတာလက်ချက်တော့ခင်ဗျာပေါင်စရာတွေကိုပဲလိုက်ချိန်နေတယ်လူကြီးပဲဗျဝဲတဲ့မဲမုံကျွဲတဲ့လူကောင်ကစော်ကားမော်ကားအတိရထားကြီးလားငါယုံတော်မှာစကားပြောဆင်းကြီးဟာအေးဟိုငါယုံတော်မှာစကားပြောဆင်းကြီးလို့ပြောတာ ကဲဥပဒေခင်ဗျအပိုးပြောမနေနဲ့ဗျာကျွန်တော်အခုလောလောဆယ်330လိုနေတယ်ပေါင်ကြပစ္စည်းကဘာတစ်ခုမှမရှိဘူးဗျာအတိုးကိုကြိုက်တော့ယူလိုက်ခင်ဗျချီးမှလားမချီးဘူးလားဒါပဲပြော အတိုးကြိုက်တော့ယူပါမယ်အေးဒါဆိုတော့ချီးမယ်တခုတော့ရှိတယ်တော့ငါ120လို့ယူမှာချိန်လိုက်တာဗျာဝဲတော့ပါပြီဗျာခင်ဗျားတော့ချီတီကြမကြမ်းနဲ့ဟာချီတီကြမဟုတ်ဘူးလေမင်းတို့ကြိုက်ယူမကြိုက်နေလေကြိုက်ယူမကြိုက်နေငါချီရတာပဲမကြိုက်ရင်ငါရုပ်ဆင်းမှာ ဟာနေမောင်ဗျာကဲယူမယ်ဗျာယူမယ် အေးတခုရှိတယ်နော်ငါမင်းတို့ချီတာတော့2လပဲချီမှာ2လပြည့်ပြပြရမှာဟာဓမ္မတက်လပြရတယ်ခင်ဗျားပဲဆောင်လေအတူအယုံဟဲ့လို့ပက်ကနေကိုပြပေးလိုက်တယ်အေးအလုံးနဲ့အပြောနဲ့ညီပါသေးအလုံးနဲ့အပြောနဲ့မညီလို့ရတော့လေမင်းတို့ကိုယ်မှာရှိတဲ့အဝတ်စားတွေကိုပြန်ချီမှာပေါင်ချိန်တော့ရှက်လက်ထဲမှာရေရှာလာပြီဆိုတော့လေရေကတော့ရတယ်ဗျာပို့ပြီးတော့ချိုးနေဆိုတော့နော်ဟဲ့တော့လေကွာ ခင်ဗျမသိပါဘူးဗျာပတ်စံဆိုတာချီးရတာနဲ့တုံးရတာလွယ်တာဗျာရှာဖို့ပြန်ဆက်ဖို့တော်တော်ခက်တာကျွန်တော်တို့ဒီချီးလာတဲ့ပတ်စံတွေကို2လအတွင်းအတူရင်မောင်ဘလို့လို့ပြန်ဆက်မယ်ဘယ်နာသွားရှာမလဲ မင်းပြောတာဟုတ်တော့တယ်အမဆိုကြိုတင်တွေးခေါ်မျှော်မြင်နေလာပြီငါလည်းမင်းကိုတုံးဝမ်းကိုပဲကွာဒီမှာမင်းမြင်တာလည်းပို့ပြီးတော့ကြိုတင်ပြီးတော့မြင်ပြီးသား ခင်ဗျတော်သွားပြန်ဘိုင်းစီစဉ်တာ ဒီလိုလေကွာအခုချီးရတဲ့ပတ်စံတွေကနေပြီးတော့ကားကောင်းကောင်းတန်တန်တစီကိုတစ်လောက်ငါးစီလိုက်မယ်ပြီးရင်မင်းကလည်းတထင်းလေးကြံတဲ့အောင်နဲ့တူအောင်ဒီတဲ့တာလာနာနာစမတ်ကြတွေဝတ်စားပြလိုက် ပြီးတော့ ပြီးမိမယူပါမယ် ဟာဗျာခင်ဗျလည်းအကျွေးဆက်ကတော့ပတ်စံမကြည့်ရကြမိမလိုက်ယူရင်ဘာဆိုင်လို့လဲဗျာ အာမင်းကတော်တော်ညံ့နေကောင်ပဲကွာမင်းကဘယ်သူကအသက်လို့ကြီးမိမယူခိုင်းမှာတော့ဒီကျွေးတွေကိုဆက်ဖို့ယူခိုင်းနေတာဓမ္မရောက်အရင်တော့မင်းတွဲခဲ့တဲ့မင်းရှိရနေလေတစားစီခွာယူနေတဲ့မိမမျိုးတွေမဟုတ်ဘူးနော်မင်းကပြန်ခွာမယ်မိမမျိုးတထေးမမျိုးငါယူခိုင်းမှာ တတိမ အေး ဟာကျွန်တော်အတီးထဲမှာတော့မုတ်ဆိုးမတော်ရေးတယ်အပြူကြီးတော်တိုင်းဒါပဲရှိတာမဖြစ်ပါဘူးဗျာကို့အမေရွေးလို့ကြီးအဲ့ရွေးရင်းနေတော့ကျွန်တော်ရဲ့လူပြိုကအဆုံးမခံနိုင်ဘူး ဟာနပြိုမျက်နှုတ်ကြိုက်ဆိုတဲ့စကားတဲ့မှန်တာပဲဟမ်မင်းအကောင်းကြိုက်တာမှငါအကုန်သိတယ်နော်အကုန်စီစဉ်ပြီးပြီဓမ္မပိုက်ဆံပေါ်ပေါ်ရုပ်ချောချော fashion မဲ့တယောက်ဆိုရင်မင်းဘယ်လိုစဉ်းစားမလဲ စိတ်ဝင်စားတယ်ဗမာလေ ဟဲ့မမတွေ့လား အဲ့ဘာတူလဲဗျာ မူရကြော်ရှင်းနေကွာပတ်ဆောင်ဘယ်လိုဖြုံးအောင်မှမသိဘူးမော်ဒယ်တင်တန်းကိုဝင်တက်နေတာဟာမချမ်းသာတာတော့အတိအကျပဲနော်မစီးတဲ့ကလည်း3စီးမော်ဒယ်ဆိုမဲ့မင်းတာမညောင်ညတော့မဟုတ်ဘူးနော်ဂျယ်လီဘီအလှကုန်ထုတ်လို့ရလုပ်တဲ့ပွဲမှာ Miss ဂျယ်လီဘီပဲရတာဗျာ Miss Jelly Miss ဂျယ်လီဘီတတိထားဦးလေဟေ့တတိထားဦးအိန္ဒိယနေစမ်းပါကွာမင်းကလည်းဘေးသွားမလို့လေနေဦးလေ သွားမလို့ ပြီးရင်ငါမိတ်ဆက်ပေးပါမယ်ကွာ လို့ဗျာအခုကျွန်တော်သွားတော့ပဲခင်ဗျာလိုက်ချင်လိုက်ချင် ဟာ မူရအကျွတ်ရှင်ကျွန်တော်ကကြံနိုင်အောင်ပါ ဟေ့ငါမင်းကိုမိတ်ဆက်ပေးပါမယ်လို့ပြောထားလိုက်တာလေကွာဒီလိုမရ ခင်ဗျာ အာမူရလို့ဟောဒီလည်းအဲ့နမိတ်မခေါ်စမ်းပါနဲ့ဟာကျမဒါတထေးလေးကြံနိုင်အောင်လေ ဟုတ်ကဲ့ခေတ္တကူမြောက်ကြီးရဲ့ ဟေ့ မူရနံပါတ်1ကလေကျွန်တော်မူရကိုပြီးနေတာတစ်နှစ်ကျော်ပြီဗျာနံပါတ်2ကမူရကိုကျွန်တော်စိတ်ဝင်စားနေတာ12လကျော်နံပါတ်3ကျွန်တော်မူရကိုတယောက်တည်းကြိတ်ပြီးတော့ခင်နေရတာ365ရက်ရှိပြီ ဟိုလေသူ့ကိုလေမနေ့ကမှမူရအကြောင်းလေးဖွင့်ပြောလိုက်တာ ဟုတ်ပါရဲ့ မဟုတ်ဘူး
ဟိုကလေသူ့ကိုလေမူရကြောင်းနေပြောတော့တနစ်ကြော်နေပြီစားမွေအိပ်ပြောဖြစ်တယ်တာနဲ့အဲ့ဒါဒီမှာလာပြီးတော့မူရမိတ်ဆက်ပြောဆိုဒီကိုခေါ်လာတာအခုနဲ့ပဲပြောတဲ့အတိုင်းပဲဟိုတန်းနဲ့စကားမဆက်လေဟိုမူရအိမ်ကိုလက်ပြန်ကြိုင်လာလေလို့ရမှာ ကိုကျန်တဲ့အရင်စကားတက်တာပဲလေးလို့ရပါတယ်ညခင်တော့ပါ တကယ်တော့အိမ်ကြီးကတော့ဆိုကာလာပေါက်စိမ်းနဲ့တွက်လိုက်အနည်းဆုံး350လောက်တော့တန်တယ်ငါအကျွေးကြည်လောက်တယ် ကိုတန်းအောင်နားလဲရလားအလဲတက်ပဲလား 300မဟုတ်ပါဘူးဟိုအလဲတက်ပဲမူရအောင်ပြောစရာရှိလို့ ပြောဆက်ရှိရဲ့ဘာမှမလဲ ခလေးအများကြီးပဲနော် တဲ့မူရောက်ကကလေးလေလက်ထက်6000ရှိသေးရဲ့ တွားပါပြီကွာဒါဆိုအမေမခုနှစ်ယောက်ခွဲယူအောင်မကိန်းပဲငါဘယ်လိုရမလဲ900ကို9နဲ့စားတော့9တလီ9နဲ့လီ ကိုကျန်တဲ့အောင်ဘာလို့စီးရလဲ 9အလီမဟုတ်ပါဘူးသူစားတော့မောင်နှမ9ယောက်တောင်ဆိုတော့တအားပြောဖို့ကောင်းပါလို့ 9ယောက်မဟုတ်ဘူးကိုကျန်တဲ့အောင်ရဲ့73ယောက်မရထက်မှာလေ9ယောက်တောင်ကျန်သေးတယ် 73ယောက်မဟုတ်ပါဘူး73ယောက်တောင်ဆိုတော့ပူပြောဖို့ကောင်းတာပေါ့နော် ဟုတ်တယ်ပြောစရာကြီးဒါတောင်ဖေဖေနိုင်ထောင်ပြလို့ထက်ရထားတဲ့ကလေးကတော့မပါသေးဘူး ဗျာ မရပြောစရာရှိရဆိုပြောလေ မပြောတော့ပါဘူးဘိုက်တွေကနည်းနည်းမူးပြီးတော့ခေါင်းတွေကနည်းနည်းရစ်လာလို့ပြန်တော့မနော် ဖြစ်မှဖြစ်ရလေဂျန်နိုင်အောင်ဟမ်ငါလည်းသူ့မှာအဲ့လောက်ကိုဆွေမျိုးညီကိုမောင်တို့မှသားချင်းပုံမှန်မသိဘူးကွာ ပေါ်လာဘလုံးသင်းစားတော့မကောက်ဘူးဗျာအရန်လူတွေမကောက်ပနာမရွေးထားတဲ့လောက်ရှိတယ်ဗျအဲ့ဒါနဲ့ဒါကျွန်တော်အမွေခွဲရရင်ကျွန်တော်အတွက်က2ချက်ခွဲလောက်ပဲကျန်ပါဒီလိုလို့ပါဗျာဟုတ်ဒီတစ်ခါအမွေဆိုင်လူစရာမလိုတယ်တတိမတယောက်လုံးနဲ့မိတ်ဆက်ပေးစမ်းပါ အောင်မယ်မင်းအစင်တင်လိုက်ပါပြီတနေ့ဗျာ ဘာဖြစ်လာလဲဗျ တိုက်တိုက်ဆက်လိုက်ပဲတကယ်ကြီးမကျန်အလို့မျက်စောင်းတို့ကြည့်လိုက်ကုံနိုင်ကြီးတွေ့ရမလားအေးအဲ့ဒီကုံနိုင်မှာတထေးသမီးတယောက်ရှိတယ်တင်ထိုးတဲ့နော်အဖြူစားလေးမန်နေဂျာလည်းသူ့ပဲဗျာချိန်ရှိသေးတယ်နော်ချိန်ရှိကလုံလာဆိုင်လာမတေတော့ဒါတထေးလေးကြံနိုင်အောင်တဲ့တကူတဲ့လူပြိုကြီးပဲသူကတော့ဟုတ်ကဲ့မတေတို့ကိုတွေ့ကျင်တယ်ဆိုလို့ခေါ်လာတာ ဒီလိုပါကျွန်တော်ကကုံနိုင်လုပ်ငန်းကိုအရန်စိတ်ဝင်စားတာလေလက်ရှိပြီးသားကုံနိုင်တွေထဲမှာကြည့်လိုက်တော့မတ်တင်လို့ကုံနိုင်ကတော်တော်လေးခန်းနာနဲ့ဒီဇိုင်းလေးတွေကကျွန်တော်တော်သဘောကျတယ်ဗျဒါမျိုးကတောင်းတောင်စိတ်ကူးနဲ့လည်းမဖြစ်နိုင်ဘူးလေအဲ့တော့ကျွန်တော်မတ်တင်တို့နဲ့ဆွေးနွေးခြင်းနဲ့စကားတွေအများကြီးပြောခြင်းနဲ့ပြီးတော့အကျိုးတူစီးပွားရေးလုပ်ငန်းအနေတစ်ခုလောက်ပူပေါင်းပြီးလုပ်ရင်ကောင်းမလားလို့စဉ်းစားနေတာ အဲ့ဆိုကောင်းပြီလေနေ့မှန်ကျဆိုင်အောင်လာခဲ့ပေါ့ ဟုတ်ကဲ့ အခုတော့ဆိုင်ပိတ်ချင်ရအောင်လေ အဲ့ဒါဆိုလည်းတော့မယ်တော့မတေတော့ ခွင့်ပြုပါအောင် တန်းနဲ့စကားမဆက်မတ်တင်တင်ထုံးမှာမုံနမသားချင်းတွေပါညာရှိတာ မရှိပါဘူးကျမကြောက်တယ်စီ ဟာလားတယောက်တည်းဆိုတော့အမေရရော ကျမရဲ့ဆုံးသွား15ယောက်ရှိတယ် အော်စိတ်မကောင်းစရာပဲဗျာအဖေရောဆုံးသွားပြီလား အဲ့တော့ရေဆိုကျမပြန်ကောင်းရှိသေးတယ်ကျမ်းမလေးတော့မထောင်းတော့မင်းရ ဗျာကျမ်းမာကြီးကောင်းသေးတယ် ဟုတ်တယ်နောက်နှစ်စံတော့ဘာမှမဖြစ်ဘူးရှင်ရဲ့ခဏကိုတော့ပြပြကောင်းကောင်းကောင်းတယ်ပြရကြည့်လို့တမားတယ် ဟမ်ထားပါတော့ဗျာဒါနဲ့စကားမဆက်ခင်ဗျားအဖေကနောက်အိမ်လုံးတွေပါပြူလာသေးလား ဒီမှာကိုကျန်နေအောင်နောက်ကြိုင်နေအတွေးခေါ်ချင်းရှင်မောင်တန်းထိုင်တယ်ကုံလိုက်စီဝိုင်းတစ်ခုလုံးဦးစီးပြီးလုပ်နေတာရှင်ဘာအကြံစီနဲ့ပြောရမှာကျွန်မခံနိုင်လို့ရတယ် ဟ
ရှင်ပြောမှလည်းသိကြဖေဖေကိုနောက်ရောက်ပြုတ်ခိုင်းရအောင် မလုပ်ပါနဲ့ဗျာကျွန်တော်ပြောတာအဲ့ဒီလိုမဟုတ်ပါဘူး တော်ရရှင်စီဝိုင်းကိစ္စနဲ့ပတ်သက်ပြီးဆွေးနွေးမယ်ဆိုရင်လုပ်ငန်းနဲ့ပတ်သက်တာတခုမှလည်းမဆွေးနွေးဘူးကျမဒေါသမခက်ခင်ရှင်အမြန်ဆုံးပြန်တော့နော် ဟုတ်ဟိုဒီ ဟာလေကျမဖေဖေလက်ကြောင့်ရှင်သိတယ်မျိုးလားခိုင်းပါဗျာ လက်ကုန်စာကြောက်ကပြည့်တော့မယ်မလားအန်တီသိကျင်တာကမင်းတို့ဆက်ငှားမငှားနောက်ပြီးလူငှားပဲဆက်ရှာမလားရောင်းမရောင်းပြမလား အန်ဒီကလည်းငားတယ်ဆိုတဲ့စကားကိုမပြောပါနဲ့ဒီအိမ်ကိုအပိုင်တော်ဝယ်အောင်ပါကျွန်တော်တထေးလေးကမကြခင်သိရာနဲ့ချီပြီးတော့အမွေတွေရအောင်ပါလာဆိုင်ချက်ချင်းကိုအကြောင်းပြန်လိုက် အေးလေမင်းပြောတဲ့အတိုင်းဖြစ်ပါစေဒါဆိုရင်အန်တီပြန်မယ်နော်လူတယောက်မမြင်လား ဒီမှာဒါနဲ့လာလုံနေတယ်သိတယ်ဒီကသိတယ်နော်ဒီချိန်ကခင်ဗျားလာမယ့်အချိန်မဟုတ်ဘူး ဟေ့ငါမင်းတို့ကြွေးရှင်လေကွာဒီကိစ္စလာတာနည်းပါတော့ယူသေးဦးမှာပေါ့ကွာမင်းတို့ငါရှက်ငွေယူထားတာတစ်လကျော်ပြီနှစ်လပြည့်တော့မယ်အဲ့ဒါအခြေအနေတူလား ခင်ဗျားမမထားပြီးမေးနေတာမလို့နော်နှစ်လပြည့်တာနဲ့အတော်ရောပေါင်းပြီးငွေဆက်လေးသိန်းကိုဘတ်ကနေပြစ်ပေးလိုက်မယ်အခုတထေးလေးမရှိဘူးမိမသွားတော့တယ်ဒါပဲ ဟာမိမတော်တော့နေ ဟုတ်တယ် အဲ့ဒါတော့ငါလည်းဝါသနာပါတယ်ကွာဒီမှာမင်္ဂလာဆောင်ရီလေးငါကိုယ်တိုင်ဘေးသိမြောက်ပြီးမယ်လို့မင်းတို့တထေးလေးပြောဆန်းကြလိုက်ရောဝိသတယ်ကွာငါပြောင်းမယ်နော်ဟုတ်မင်းကူရတဲ့ပြောတဲ့စကားသိကြပါတယ်နော် တော်ရောပေါင်းပြီးဘတ်ကနေလာပေးလိုက်မယ်လို့ပြောပြီးပြီ ဟုတ်ပြီငါပြန်မယ် ဟေ့ဘယ်လိုလဲအဆင်ပြေခဲ့ရလားโอเคနော် မโอเคပါဘူးဗျာခင်ဗျားစီစဉ်လက်လျှော့မလို့ဖြစ်နေကျွန်တော်တို့အကြံတွေကိုကြိုသိနေတဲ့ပုံပဲဗျာမဟန်ပါဘူးဗျာတော့မလုပ်ချင်တော့ ဟာမတော်နဲ့ဦးလေကွာမင်းကလေငါတို့အကျွေးတွေစအောင်ပါမင်းအဲ့တော့ခေါင်းနဲ့နဲ့ထည့်တာအောင်လေဒီမှာရောက်ကြနေအောင်အသီးကိုလိုချင်အပင်ကိုခြံနဲ့ရွှေ့ပြီးစိုက်ရတယ်ကွာနော်မင်းကတောင်လေးကွာနဲ့သွားပြီးလက်တဲ့ဆန်းတာကိုအချိန်တစ်လကြာမှသေးတယ်ကွာစိတ်မလျှော့နဲ့ရောက် ဟာလေခင်ဗျားအတိတထေးမှတွေမကုန်သေးဘူးလားမကုန်နိုင်သေးရင်လည်းခင်ဗျားပဲယူလိုက်တော့ဗျာ ယူတော့ယူချင်တာပေါ့ကွာဒါမဲ့ရောက်ငါတရုတ်ကားတွေကဘိုးဘိုးတွေလို့ဟဲ့ဖះနဲ့တရားနဲ့နေချင်လို့ပါကွာအေးကွာငါနဲ့တည်တဲ့တထေးမှချောချောလေးလို့ကုန်မကြီးကွာဒါပေမဲ့မြုံလင်းချစ်ကတော့မကုန်သေးဘူးကွာရောက်ဟာငါအခုမှတတိရတယ်ရောက်ငါတို့ခြံရဲ့၃ညညကအမေရိကပြန်လာတဲ့တထေးသမီးငါတို့အခန့်ဝဲဖိတ်ထားတယ်အဲ့ဒါဒီညသူ့ကိုပြစ်မှတ်ထားပြီးတော့ငါတို့ချီတက်ကြအောင်ဟေ့မိမဆက်ပြီလို့မင်းဘာမှကောက်မနေနဲ့နော်ဘာမှမရှိတော့ဘူးအခွန်နေကြီးပဲကုန်းနေပြီပြီးတော့နိုင်ငံခြားမှာတယောက်နဲ့လည်းချိတ်ပြီးသွားပြီမင်းဘာမှစဉ်းစားမနေနဲ့ ဟဲ့သူစားနာသူစားကိုမိတ်ဆက်ပေးအောင်မယ်ဟိုဒါမွေးလေးရှင်အမေရိကပြန်လာတယ်နှင်းပွင့်နဲ့နှင်းပွင့်သူကတော့လေစိတ်စူပါလူလူမွေးရဲ့သမီးစာရေးဆရာမတီးလေးသူစားတဲ့ဟုတ်ကဲ့အခုလိုသိရတာဝမ်းသာပါဟုတ်ကဲ့ပါကြပါရှင်ကဲလာကြမင်းစဉ်းစားမယ်ဆိုရင်သူ့ကိုထည့်ပြီးစဉ်းစားလို့ရတယ်နော်ဟမ်မြန်မာပြည်ရဲ့အချမ်းသာဆုံးတော့တန်းစင်းဝင်ထဲမှာသူ့ပါတယ် ဟုတ်ပါမလားဗျာသူကြည့်တော့လေအဲ့လောက်မဟုတ်ပါဘူးဗျာ စာရေးဆရာမှာပဲကွာသူနေချင်းလို့နေမှာပေါ့ကွာသူကလေးတော့တမီနော်ဟေ့စိတ်စူပါဥလုံမော်ဆိုတာသူ့ရဲ့အဖေပဲသူ့ဖေကလေသူ့အတွက်အမွေတွေတိမ့်ကိုထောင်နဲ့ချီပြီးထားခဲ့တာနော် စိတ်စုပါဆိုပါလေဗျာ စိတ်ကြီးအများကြီးပိုင်တာပေါ့ကွာအဲ့ဒါကိုပြောတာ ဟုတ်လား အေးပြီးတော့စာပေလောကမှာလည်းသူကနာမည်ကြီးစာရေးဆရာမှာသူရေးခဲ့တဲ့စာအုပ်တွေဆိုအများကြီးပဲ ဟာသားလေလား အေးဟာဘယ်နဲ့ဟာသားမှာလဲ
အချစ်တနာမထင်အောင်နော်သူကြည့်လို့ယုံလုံးနဲ့ ကျမတော့ကျမ သူကတော့ချိုတူးတဲ့သူကတော့ခင်ဗျာဆိုစားကြနော်အမနာနဲ့စားနော်အမနာနဲ့ဟုတ်တယ်ဝါစားဘယ်ဝိုင်းကူးစလဲမလဲစားနော်စားမယ်ဝါစားဘယ်လိုဖြစ်တာလဲဆရာမရေကုတ်ကွက်ပြီးကွက်တော့ကိုမနိုင်ဘူးလား မတော်လို့ပါညီမရဲ့ကျမလေးကျမ်းမာရလဲတိတ်မကောင်းလို့တုံနေလို့ ကျမ်းမာရေးမကောင်းလဲမလာနဲ့ပေါ့ရှင်ဘယ်သူကအတင်းကျပ်လာမယ်လို့ဖိတ်ထားလို့ကျမပွဲကိုဆရာမမလာလို့လည်းပြတ်မသွားပါဘူးအခုတော့ဒီမှာကြည့်စမ်းပါအောင်အကုန်ပေးကြံကုန်ဒါနှစ်ပြားတစ်ပည့်လည်းမဟုတ်ဘူးရှင်ဆရာမမြင်တော့မြင်ဘူးရဲ့လားဗမာပြည်မှာဒီတစ်စုံပဲရှိ ဒီမှာခမရမွေးနေရှင်မလားကိုမွေးနေကိုလာတဲ့ဧည့်သည်ကိုအဲ့လိုဒီရိုင်းဆိုင်ဆက်ဆံကြမလို့ပါဘူး ဆက်ဆံတဲ့ဆက်ဆံရမှာပဲဧည့်သည်လို့မနေရင်တော့ဆက်ဆံရမှာပဲရှင်ရောဒီဝစ်စုံရဲ့တန်ဖိုးသိရလားဒါပောက်ပန်းစစ်စတိုးဆိုင်တွေကဝယ်ထားတဲ့ဝစ်စုံမဟုတ်ဘူးရဲ့ ခမရစတိုးဆိုင်ဝယ်ဘေးလို့တဲ့ဝယ်ကျွန်တော်နဲ့မဆိုင်ဘူးဗျာကျွန်တော်သိတာခမရဒီလိုရိုင်းဆိုင်ရင်းဒီဆက်ဆံမှုမျိုးอ่ะလူမှုရေးဈေးကွက်မှာအညံ့စားစင်းရင်တော်မူကခမရမှတ်ထားဒီက ကျမတေးသူစားပါ မတ်တီလူစားဒီမှာနေလို့မကောင်းတော့ဗျာကျွန်တော်လိုက်ဖို့မယ်လာ ဟုတ်ကဲ့ ပြန်လာတာလားဟုတ်လားဟိုဦးလေးလာကြုံလို့ပါကွာဟိုမှာကာဗရီယာနည်းနည်းဖောက်နေလို့ပါ ဦးလေးစားဘယ်ကန်းလာမှာလဲဒါကျမမိတ်ဆွေကိုကျန်နိုင်အောင်နဲ့သူလိုက်ဖို့ပေးရလေကိုကျန်နိုင်အောင်ချင်းရအင်းလုံးမအောင်လား ဟုတ်ကဲ့ မင်းဖေဟိုကြံနေအောင်ဘာကြံနေအောင်ဆိုဟောက်ဝဲချမ်းလေဟောအေးစိတ်ရှိခွေးကြီးကိုပြောတာ ဘာဒီလာပြောနေဦးလေးကလေလေတော့ဦးလေးကဘယ်ရလဲ မသိဘူးလားဟမ်ဟောဒီတီတီသူစားခြံကြီးရဲ့တက်တော်ရှိတဲ့ဒရိုင်ဘာစံဖဲဆိုတာငါပဲမှတ်သိရမှာ မသိဘူး ဟာမင်းရပါကျွန်တော်ကခုနကဟိုဝင်သွားတယ်လေတထေးလေးကြံတိုင်းအောင်ရဲ့ညီကို3ဝက်တော်တယ်ဆောင်းတိုင်းမြောက်တယ် ဘာမြောက် ဟမ်ဘာစကားပြောတာတော့ခင်ဗျ နီးလီ ဆောင်းတိုင်းမြောက် ဘာမြောက် ဆောင်းတိုင်းမြောက် ပြမင်းဒီလိုလာမပြောနဲ့ဆောင်းတိုင်းမြောက်ရလို့ငါတခါမှမကြောက်ဘူးငါကြောက်ဘူးလားမြောက်ဖေနေပဲကြောက်ဘူး စောင်းတယ်မနေမနှောပါပဲလား စားရဲ့ပဲရှင်နောက်တော့စူးစောင်းနဲ့လေးလာထားမှာပေါ့ခုနအဲ့ကောင်မှဖြစ်တဲ့ကိစ္စကလည်းကျမဖြစ်ပါပဲလေကျမရေးလက်ဆက်ဆောင်တယ်စိတ်ရောက်သွားတာပေါ့ မတ်သူစားကို့လို့တဲ့ကိုတော်တော်စိတ်နဲ့ထောင်ရတယ်နော်ဘာဝတ္ထုလဲဆိုတော့ကျွန်တော်သိခွင့်မရှိဘူးလား သိပြီရှိပါလေဝတ္ထုလို့ပြောရမလားသူတေသနာဆန်နဲ့ကျမ်းလို့ပဲပြောရမှာသူတေသနာဆန်တော့ကျမ်းဝတ္ထုပါလေ အခုပြောနေဝတ္ထုကောင်းတယ်ပြောတာ မဟုတ်လေခေါင်းစဉ်ကလူနဲ့အသေးနှလုံးတို့ရဲ့ရာဇဝင်နဲ့တသနာဆန်နဲ့အချစ်ဝတ္ထုပဲဆိုပါတော့ဝတ္ထုကတော့ထူလိုက်မယ်နော်စားမျက်နှာ1000တောင်ကျော်မှာ မလေးလက်ညောင်းပါပဲနော်ကျွန်တော်တို့ကကျောင်းမှာစားလိုက်ဖို့ကလက်တော်ညောင်းတာဗျာမတ်သူကစိတ်တဘောဓာတ်တွေလေးလာပြီးရေးတယ်ဆိုတော့ဟိုဖီလော်နဲ့ပြီးရတာ ဟုတ်ကဲ့ရှင်းအောင်ဘာနဲ့ပြီးရလဲ ကျွန်တော်ဂျိုဂရာဖီနဲ့ပြီးတာဒါပေမဲ့ကျွန်တော်ဖီလော်တော်တော်စိတ်ဝင်စားတယ် ဒါဖြင့်ရှစ်စပင်နိုဇာကိုကောင်းကောင်းသိမှာပေါ့နော် သိတာပေါ့ကျွန်တော်ကအဲ့စပီဒိုသားနဲ့ချင်းတော်တော်ချုပ်တာလေးတွေ ဒါဖြင့်ဒေးကရော ဟုတ်ဗါလေ ဒေးကရော ကျွန်တော်ကအဲ့ဒေးကောင်းနိုင်ကောင်းမာစီးပဲစီးတာကြွားတော့မဟုတ်ဘူးနော်အခုလုံးလုံးဆယ်ကတော့ဟိုစောင်းတိုင်းမြောက်ကားနဲ့လမ်းကြုံလို့ကားကြုံလိုက်လာ ဒါဖြင့်ဘာထရန်ဆဲရော အဲ့ဒီဘားနေရာမှာရက်ပြီးစေးတာတော့အပြင်မှာပါလာတဲ့စောင်းတိုင်းလုံးရှင်ဗျာကဲဒီပြဗျာကျွန်တော်အခြေအနေလေးကိုနည်းနည်းသုံးသပ်ပါဦး အေး
မင်းကငါတဲ့ငါးချက်ပုံတော့နည်းနည်းလေးပိုတော်နေတယ်နော်တပည့်ရဆရာတဲ့လက်ဆောင်ပိုထက်နေတယ်ဘာမှသုံးသပ်စရာမလိုအားလုံးโอเคဒါပေမဲ့သူ့ရုပ်သူရဗီဒီယိုသားတွဲရိုက်မယ်ဆိုလို့ရှိရင်သားအမိကန်ရိုက်လို့ရတော့ရုပ်ကြနေဟာဟေ့မရုပ်မကြည့်နဲ့နော်အတွင်းပစ္စည်းကိုကြည့်ပိုင်ဆိုင်မှုကိုကြည့်ငါတို့အကျွေးဆက်ဖို့ကိုကြည့်နော်နည်းနည်းလေးမှနောက်မဆိုးနဲ့နော်ဆက်လို့နော်တော့ဆိုလည်းတော့ရတာပေါ့ဗျာအေးဒီနေ့ကစပြီးတော့အကြောင်းမရှိအကြောင်းရှာပြီးတော့မင်းနေတိုင်းခါသားဝင်ပြီးတော့ကျန်တော့အောင်ဖေးချိန်နဲ့ရောက်နေရလေကျွန်တော်အောက်မှာရှာသေးတယ်ကိုစံဘဲကိုလည်းမတွေ့မတ်သူဆောင်လည်းမတွေ့ရနဲ့အပေါ်တက်လာတာဟာဘော်ဒါတွေ့နေလို့ဟောကိုကျန်တော့အောင်နီကီတော်သိနေပြီကိုနီကီသိရပါဗျာနီကီဆိုတာနစ်ချီရဲ့အကူတော်ဝဲပြီဂရိအတွေးခေါ်ပညာရှင်ယူပြောတာဟာကျမခဏမှပြောတာဟုတ်တယ်ကျွန်တော်ဒီလက်ခံတော့တာကိုကျန်တဲ့ဒီလာကိစ္စခုနဲ့ရှိလို့လားဘာကိစ္စမှမရှိပါဘူးမတ်သူစားစီကိုကျွန်တော်လာလေတာမတ်သူစားကိုကျွန်တော်ပြောနေမတ်သူစားကိုကျွန်တော်ကြည့်ရတာလောင်းရိပ်မိနေတဲ့ပဲနဲ့ငွေပြီးလို့ပဲဟုတ်တယ်တနေ့ရှာသွေးမရှိတော့သလိုပဲအချင်းရှိသူကြီးစာကြည့်ကန်ထဲမှာပဲနေနေတော့ပိုးဟပ်ပြူသွေးကန်စာဖြစ်တာလည်းရှိဘူးလာတယ်ဒါတော့ရှင်ကျမ်းပြုစုနဲ့စားဆရာမှာပဲရှင်လှည့်ကြည့်ပဲဝင်ပြန်မဲ့လူမှမဟုတ်ဘူးမှန်တယ်လေဘာပဲဖြစ်ဖြစ်ကျမ်းမာရေးခရူးဆိုင်ကိုလိုတာပေါ့အာယောကြပရမလာပါတဲ့ဘာဖြစ်လို့ဘာမှဖြစ်ပါဘူးရှင်အပြင်လေးပါအတွက်လမ်းလေးပါရှောက်လေကောင်းလေးတန်းရှူစကားသမီးလေးပါဆိုတော့အညောင်းညာလည်းဖြစ်ရသွေးလေးလည်းမှန်တာပေါ့ထားပါလိဒါမှကျမအဲ့လိုရဲမပြောဘူးနဲ့တော့မှာကျွန်တော်နဲ့တော့ပေါ့မတ်ဇာအခုမတ်ဇာပြည်စုနေဆန်းနာမည်ပါလေလူနဲ့အတိုင်းလုံးလို့ရာဇဝင်နဲ့အဲ့ဒါပြောတာပေါ့လူတွေအသေးနှလုံးတွေရာဇဝင်အကြောင်းကိုဒီစာအုပ်တွေထဲမှာရွေးရှာနေဘယ်လိုလုပ်တွေ့မလဲအဲ့လိုဘာမှရှားမှာလဲဩလောကကြီးထဲမှာပတ်ဝန်းကျင်တည်တည်တဲ့လူတွေထဲမှာရှားမှာပေါ့ကဲဘာမှတွေ့ဘူးနေနဲ့နေ့ပြန်ကြရင်ရှာဖွေလုပ်ငန်းစမယ်ကျွန်တော်လာခေါ်မယ်ဘယ်လိုလဲလိုက်မယ်မလားကမလီအဲ့ဒါကျွန်တော်ပြန်မယ်စိတ်ထားကောင်းလို့ရပါတယ်ဒါနဲ့ရဲတုတ်တက်လို့လာတယ်ရှင်းလို့ရမှာလည်းမြန်လို့နဲ့သူမျက်စိချင်းတက်လာတာရိုးသားမှုရှိနေတာဘာလို့လဲဦးလေးစကားတော့စိုးရိမ်ခိုင်းတာပါ
ဦးလေးစားလဲစုံတော်ကြီးလုံနေပြီအဲ့လောက်တော့လန့်လာလို့ဘာထူးလဲပြောပါ ငါတူမညွန်ကြားချက်ရဦးလေးဆန်စုံစမ်းထောက်လန့်ဝင်းဆက်လိုက်ဖော်ထုတ်ချီဟာအနှံ့ခံခဲ့သမျှတွေကိုစုဆောင်းသုံးသက်တင်ပြရမယ်ဆိုရင် အဲ့ဒါသူ့ကြောင့်တော်တော်စုံနေသိပြီပေါ့ ဘာသိလို့ ဟာဦးလေးစားလားဟောက်မလို့နဲ့ အလကားပြောတာပါတူမရေစုံတော့ဆန်ဖဲဒီတိုင်းဖဲနေလိမ့်မလေ အဲ့ဒါဦးလေးစားဘာသိတာပြီ အေးဦးလေးဆန်သိသမျှခြုံငုံသုံးသက်တင်ပြရမယ်ဆိုအဲ့ဒီကြံတိုင်းအောင်ဆိုတဲ့ကောင်လေးဟာငါတူမစီကိုရိုးရိုးသားသားချင်းကပ်လာတာဘယ်နည်းနဲ့မှမဖြစ်နိုင် ဘာဖြစ်လို့ ဘာဖြစ်လို့ရမလဲဒီကြံတိုင်းပြောင်းဆိုတဲ့ကောင်ကအမတော့လို့ဟိုအဲ့ဒီကြံတိုင်းအောင်ကလေတထေးတာအမိခံထားတာသူ့မှာဘာမှမရှိတော့သူ့မိဘချမ်းထားခဲ့တဲ့အမွေတွေလည်းသူ့သုံးဖြုံးလို့ကုန်ပြီဒါကြောင့်မလို့ပတ်စံချမ်းသာတဲ့ငါတူမလေးကိုအရချိုင်ဖို့ချင်းကပ်တာပဲဒါပဲဦးလေးသိ ဟာဦးလေးစားလားဟုတ်ပါမလား အမေဟုတ်တယ်မဟုတ်နေတော့နေသေးတယ်နောက်ပြီးတော့ရှိသေးတယ်သူ့ကိုအများအားမြောက်ထိုးပင်ကိုလှုပ်နေတယ်သူ့ကိုသုံးဝန်းခွဲဆိုလားဘာဆိုလားနာမည်ကဗါတယ်ဝူခုံးမြောက်ဆိုလားတောင်ပိုင်းမြောက်ဆိုလားအဲ့ဒီကောင် ဟာဦးလေးစားလည်းစောင်းတိုင်းမြောက်ပါ မှားပါလို့ဆောင်းတိုင်းမြောက်အဲ့ဒီဆောင်းတိုင်းမြောက်ရဲ့ကြံရင်လက္ခဏာလည်းလေမျက်လုံးကသခိုးမျက်လုံးတနာယူနှာခေါင်းဂျဘိုးနေရွယ်လူလိမ်မဆက်နဲ့ကိုလုံးကလည်းငတွန်းကိုလုံးနဲ့ဟာမုံမပေါ်ဘူးနော်ငါတူမအများကြီးသတိထားရမယ်သတိထားရမယ် ဦးလေးစားလည်းကျမထင်တော့သူတို့နှစ်ယောက်စလုံးမှာရိုးသားမှုတစ်ခုခုတော့ရှိလိမ့်မယ်ထင်တာပဲ ထင်ရလိုက်တာဒီပါဒီငါတူမအထင်နဲ့ဦးလေးစားအထင်နှစ်ခုကတော့ဒီဂန်တူးတွေဖြစ်ကုန်ပြီဂန်တူးတွေဖြစ်ကုန် ဟာဦးလေးစားဘယ်ကဂန်တူးရမှာလဲ against ပြောပါ ဟုတ်တယ်အဲ့ဒီအခန်းကိုမပြောရလို့ဘာပဲဖြစ်ဖြစ်ဦးလေးစားသမီးတို့မိဘတွေရှိတယ်ကလေးလာခဲ့တဲ့တတ်တော်ရှိသရိုင်းပါမဟုတ်လားတူမလေးပါအန်ရကြရောက်လာမယ်ဆိုဦးလေးစားရှင်းပြီးတော့မရရပြမှာမရရပြဘယ်လိုရံလူမျိုးလာလားခေါ်စီတာတော့ကြီးပါလေဦးလေးစားရှင်းနေတော့အသေးခံပြမှာရုံတယ်မဟုတ်လား ဦးလေးစားဟမ် ဘွားဘာတော့ဦးလေးလုံးမဦးပါရဲ့သူကမောင်းမလေးကိုတူရမယ်ဒီကဆန်နေကြအောင်ပေါ့အချောက်ပတ်လာဒီဦးလုံးသား ဦးလေးစားဂေါ်စီလာတော့မကြောက်ဘူးဆို ဒီကိုစီလာမကြောက်ဘူးတဲ့ငါဘိုးကကိုကြောက်တာရှိနေတယ်ကြောက်တာအမတိကလား ကဲကျေးဇူးရှင်တို့ကြီးမောင်တို့မင်္ဂလာပွဲကိစ္စတည်ကြသွားပါလားငါတော့လေမင်းတို့မင်္ဂလာပွဲမှာဗိတ်တိတ်မြောက်ခြင်းလုံးလို့တိုက်ပုံတော်ချုပ်ပြီးသားပြီဒါလည်းဘာဖြစ်လို့လဲဆိုတော့အားတော့နားတယ်ကွာတစ်လပြီဖို့3လပဲလို့ပြောတယ် 3ရက်ပဲလူတော့လေလုံစမ်းပါဗျာ ဟာအေးဟာဟုတ်သားပဲမင်းတရီမေလို့တုံးဆုံးငါအကြိုက်ဆောင်အောင်ပါဗျာ ဘာလို့သွားတယ်ပြရလဲ ဟုတ်ပါတယ်ကွယ်အန်ဒီကလည်းလက်စားငရေကမင်းတို့ကအချိန်ဆွဲထားတော့ဒီအင်ကြီးကိုဆက်ငားမငားဆိုတာ ကဲအန်ဒီရောဥပ္ပောင်ချေရောနော်စိတ်အေးတာထားကျွန်တော်တခါတည်းအဖြေပေးလိုက်မယ်ဒီအင်းကြီးကိုကျွန်တော်တို့ပြန်ဝင်မယ်ပြီးရင်ဥပ္ပောင်ချေငွေတွေကိုလည်းတခါတည်းဆက်မယ်ရှေ့ဘက်ဆိုကျွန်တော်တို့တွေကမင်္ဂလာဆောင်ပြီနော်အဲ့ဒီကြိုင်အားလုံးအဆင်ပြေသွားပြီဖိတ်စာလည်းရိုက်ပြီးပြီဒီတရက်နဲ့ဖိတ်စာလာပေးမယ်ဗျာဟုတ်ပြီလားဟာယောဘာလို့စိတ်တာလို့ ဟုတ်မင်းဘာလို့စိတ်တာလဲ မဟုတ်ဘူးဟိုဟာလေအန်ဒီတို့အန်ကယ်တို့အရန်ကြွားနေရရောက်မှဆိုလို့တတိပြီး ဟောတော့ပါလေ ဒါဆိုလဲအန်ဒီစိတ်အေးသွားပါပြီကွယ်အန်ဒီပြောင်းမယ်နော်တတိလေး ဟုတ်ကဲ့ဟိုတို့လည်းပုံမလေး ရှင်းနေမှာဆိုင်လို့ လာတယ်နော် ဟုတ်ကဲ့ဦးနိုင် ဘာဥပုံချိန်လို့ပါကွာဘာဥနာချိန်လဲ ကတော့ကဲတထေးလေးတို့ငါလည်းပြန်အောင်မယ်ဟေးမင်္ဂလာဆောင်မှာဗိတ်တိတ်ဆရာကြီးပဲမငားနဲ့တော့ငါကိုယ်တိုင်ဗိတ်တိတ်မြောက်ပေးမယ်တော့ဝဲလားဟေးမငားနဲ့တော့ဘူးမငားနဲ့တော့ငါကိုယ်တိုင်ကိုဗိတ်တိတ်မြောက်ပေးမယ်ကြားလား ဟုတ်ကဲ့ပါဦးနာရှင်ရဲ့ ဥပုံချိန်လို့ဆက်ပါကွာဝေတော့လည်းမနှပြောတဲ့ကောင်နေတာမငားနဲ့တော့ မငားပါဘူးဦးနာပေါင်ရှင်ရဲ့ ဥပေါချင်းလို့ထားမှာကွာငါတော့ပြောတဲ့ကောင်တွေကွာတော်ပြီ ခင်ဗျဖိုင်ရှော့ပြောတာလေဗျာဒုက္ခပါပဲသူစားအောင်ဘာမှပြောရသေးဘူးဗျမင်္ဂလာဆောင်ဘလို့လုပ်ပြီးဖြစ်အောင်ပါလေ မပြောရသေးတယ်လေဖွင့်ပြောတယ်လေကွာပြောလို့မမြန်ကားတင်ပြီးတော့ဖိုးပြီးနော်ဒီလိုမှမလို့မင်းနဲ့ငါလည်းပို့ပြီးဒီတဲ့ပို့ပြီးဒုက္ခရောက်မှာပေါ့ကွာခုနကတယောက်ကိုမင်းတွေ့ရမလားတယောက်ကအိမ်မောကချက်ချင်းကိုနှိမ်ချမှာတယောက်ကသူ့ပတ်စံနေမပြေလို့ဆိုပြီးမင်းတရားစွဲပြီးထောင်ထဲပို့မှာငါပြောလိုက်လို့မင်းအခုဒါနဲ့တော်ပါသေးတာပေါ့ကွာဟဲ့ဘာမှပြောမလဲဒီ3ရက်တည်းမင်းသူစားအပိုင်ချီကွာဒါပဲ ခင်ဗျဘလို့ရမလဲမိန်းကလေးတယောက်ကို3ရက်အတွင်းမင်္ဂလာဆောင်လို့ရအောင်ကျုံမဘာပြရသေးရှိလို့ခင်ဗျယူနေတာ ငါမယူကြနိုင်အောင်ငါမယူနော်ဟဲ့
မူရကြော်ချင်းဆိုတဲ့မိန်းကလေးတယောက်ကိုတော့နိုင်ပိုင်းအတွင်းမင်းငယ်ပေါင်းကြီးပေါ်တယောက်လို့မင်းဝင်ရောနိုင်သေးတာပဲဟမ်မင်းရေချိုးငါယုံနေကွာကဲအခုသွားကွာဟဲ့အခုသွားအချိန်ကုန်ကျိုးစီတုံးချတာမှာကွာ နေပါဦးဗျာဘလို့ဖြစ်နေလဲဗျာမနေ့စာလေးကိုစားပြရသေးဘူးဗျာ မနေ့စာဘာမှကိုချက်မထားနော်တနေ့တည်းအငတ်ခံလိုက် အဲ့ဆိုလည်းထမင်းဝုတ်ပေးလိုက် ထမင်းမို့ငါတော့မှနောက်ကဖုန်းကြီးကြောင့်မှသွားစားမလို့နော်ဟဲ့တပြားဆိုတပြားမှမရှိဘူးဒီမှာပြတ်သွားတဲ့ငါဖနာဝယ်ဖို့တော့ပိုက်စားတပြားမှမရှိဘူးခဏတင်ဝဲဖို့ပတ်စံကြည့်ဘူးမင်းတို့တော့ငါမှပတ်စံကြည့်ဘူးကာဝစီဘောငါမှပတ်စံကြည့်ဘူးရောက်မမောဖို့ပတ်စံကြည့်ဘူးအားလုံးဒီအတိုင်းကမှပတ်စံကြည့်ဘူးဒီလာကလက်ဝဲဖို့ပတ်စံကြည့်ဘူးအပြေပေါင်းထွက်လဲပတ်စံကြည့်ဘူးပတ်စံချဖို့ထွက်လဲပတ်စံကြည့်ဘူးပတ်စံကြည့်တော့မြဲတမ်းဒုက္ခတွေကြာတွေးကြည့်လိုက်ငါမှအကျွေးတွေများကြီးစားကိုလက်ဆောင်ပေးဖို့ပတ်စံငါရှာတိမ်တော်ဒီပေါက်လဲမလောက်ဘူးဘာဘိုဒီငါအတွက်ကံမကောင်းပေမဲ့85သိန်းချွေးတင်ပြီးကန်ဆိုးနေစေငါအတွက်ကံကောင်းတာကတခုတည်းပတ်စံရှိလဲငါကြီးစားကချစ်ပါပဲခဏတင်ဝဲဖို့ပတ်စံရှိဘူးမင်းတို့တော့ငါမှပတ်စံရှိဘူးကာဝစီဘောငါမှပတ်စံရှိဘူးရောက်မမောဖို့ပတ်စံရှိဘူးအားလုံးဒီအတိုင်းကမှပတ်စံရှိဘူးဒီလာကလက်ဝဲဖို့ပတ်စံရှိဘူးအပြေပေါင်းထွက်လဲပတ်စံရှိဘူးပတ်စံချဖို့ထွက်လဲပတ်စံရှိဘူး Hey, can I yeah? Maybe I better never look at microphone. Can I be? I'm not so minute. Not be. You want to check that person? How do you say it? Okay, ba. Okay, I'm person that will need to help. Come on, ba. Okay. Keep out here. Moya here. You get chance to talk here. Me ma look there. ငါသိတယ်။မင်းတို့မဟုတ်ငါတွေ့ကြည့်တယ်။မသိကစီးမယ်တက်ကြီးကြီးမနေမယ်မိမတွေကိုယူမယ်စိတ်နဲ့စားလို့စိတ်နဲ့တောက်မယ်လောကကြီးကိုဘာလို့ပြုလဲလူလူပဲ။ပတ်စံချီတော့ပါဖို့တူးမယ်။ဟိတ်စုဖို့ပဲခွန်းလန်းထူးမယ်။ဒီဘဝမှာလူလူမျိုးတွေများတယ်။ကိုလက်တွေကိုလိုက်ထိဖို့အတွက်စိတ်ကူးကြဘူးပြုတ်တူနဲ့ရည်တန်အင်းနဲ့တူတန်တွေဂုံတူတွဲနဲ့စမ်းမကြအောင်ကိုကျိုးတွဲနဲ့အတ္တများလို့စိတ်ကူးနဲ့ယူလောကကြီးအောင်စမ်းမနေတော့ပြောရဟဲလောက်တဲ့ဟဲပတ်စံတွဲနဲ့မိုက်တဲ့ဟဲလိုက်တဲ့ဟဲလူတိုင်းမှာပဲငါလည်းပါတယ်နောက်တော့လေအင်္ဂလိပ်နဲ့ဘယ်လိုလဲဝဲဖို့ပတ်စံကြည့်ဘူးမင်းတို့တော့ငါမှပတ်စံကြည့်ဘူးကာဝစီဘောငါမှပတ်စံကြည့်ဘူးရောက်မမောဖို့ပတ်စံကြည့်ဘူးအားလုံးဒီအတိုင်းကမှပတ်စံကြည့်ဘူးဒီလာကလက်ဝဲဖို့ပတ်စံကြည့်ဘူးအပြေပေါင်းထွက်လဲပတ်စံကြည့်ဘူးပတ်စံချဖို့ထွက်လဲပတ်စံကြည့်ဘူးငါနာမည်စာဆိုးတိကျသိရင်ပတ်ထားအောင်ပြောနေကြတဲ့ငွေတက်ကိုထပ်ပြောမလို့ခဏနေအောင်ပတ်စံပြဘူးထပ်ပြောနေလို့ဘာမှမထူးလိုက်လေလှုပ်လေမြုပ်လေငါအဖြစ်တက်နေတော့ဘာမှမချဘူးအေးစိတ်ထိုင်စားနေတော့ရည်စက်တက်ကိုထပ်မိပါရဲ့ဒုက္ခတွေလူကပြောတဲ့ပတ်စံချတော့ရောက်ခမပြောတဲ့ငွေရှာပါတော့ထပ်မိပါရဲ့ရည်စက်တယောက်ပို့ညကြီးသာထပ်မိပြန်ရင်ပြဿနာပေါ့ပတ်စံချတော့မင်းတို့တော့ငါမှပတ်စံကြည့်ဘူးကာဝစီဘောငါမှပတ်စံကြည့်ဘူးရောက်ခမဖို့ပတ်စံကြည့်ဘူးအားလုံးဒီအတိုင်းကမှပတ်စံကြည့်ဘူးဒီလာကလက်ဝဲဖို့ပတ်စံကြည့်ဘူးအပြေပေါင်းထွက်လဲပတ်စံကြည့်ဘူး ကိုကျန်နေအောင်လမ်းမိုင်မှာဘာရဲလုံနေလဲ မင်္ဂလာဆောင်မဟုတ်ပါဘူးမင်္ဂလာဆုံးတွေဖက်လက် အာဘာတွေပြောနေမှန်းလဲကဲလာကပ်ပေါ်တက်အခုသွားစားအောင်လေကျမကြည့်ပါဦးဒီနေ့ရှင်တော်နှုတ်ဆက်နေပါလားဟမ်တင်မိမင်းတခါရပြစကနေအောင်မဟုတ်ပါဘူးနော်မဟုတ်ဘူးတော့ရည်စကားကပြောလို့မတော်လို့ဒါနဲ့ခမရရင်နဲ့စာကိုပြီးသွားပြီကြာဦးမှထင်တယ်ဘာလို့လဲဆိုတော့ကျမတေချာလေးလာကြည့်တော့မှသိရတာလူသားတွေအသေးနှလုံးကလောကမှာနားလည်အခက်ဆုံးတယ်ဟောအချစ်ဆိုရပါလာပြီလားဘူးခင်ဗျမကျွမ်းကျင်လို့ဖြစ်ပါလေရှင်လည်းကျွမ်းကျင်ပုံမရပါဘူးကျွမ်းကျင်မကျွမ်းကျင်တော့မသိဘူးကျွန်တော်စီမှာတော့ခင်ဗျကိုပြောစရာစကားတစ်ခုအစင်းမရှိဘူးတော်တော်ကြားတယ်ရှင်ပြောမယ့်စကားကျမကိုချစ်တယ်ဆိုတဲ့အကြောင်းပြောမှာမဟုတ်မဟုတ်ကျွန်တော်ပြောမယ့်စကားအဲ့တဲ့အစင်းပဲ
ထပ်ပြရစီလို့လေးနဲ့တောင်းဆိုတယ်ဘာလက်ခံလိုက်ပြီဟုတ်လားတူမကြီးအောင်မလေးတူမကြီးရဲ့နည်းနည်းဘဝစဉ်းစားအောင်မယ်ဆိုပြီးတော့အိုက်ဆက်ကလေးလေးပါလေးတော့မခံလိုက်ဘူးလားဟင်ဒီလိုမှသိဦးလေးစာကသူ့အကြောင်းဘာသွားစုံစမ်းစရာတို့လေအခုတော့ဦးလေးစာပင်ပန်းတာပဲဖတ်တင်တယ်ဦးလေးစာပင်ပန်းတာအလကားမဖြစ်ပါဘူးဘာပဲဖြစ်ဖြစ်ကျမတော့ဆုံးဖြတ်ပြီးဘယ်တော့မှနောက်မဆုတ်ဘူးဒါကလည်းကျမရဲ့စွန့်စားခန်းတည့်ရပဲလေအခုကျမရင်းနေတဲ့စာအုပ်အတွက်ကျမရဲ့ယုံကြည်ချက်တစ်ခုအတွက်ကျမကိုကျမအစမ်းသပ်ခံလိုက်တာဦးလေးဆိုင်ဒါမဲ့ယုံကြည်ချက်အတိုင်းဖြစ်မဖြစ်ဆိုတာတော့ကျမရဲ့ကုသိုလ်ကံပဲပေါ့ဦးလေးဆိုင်ဦးလေးစာတော့လိုက်လို့မမီတော့ဘူးတူမကြီးလိုက်လို့မမီတော့ဦးလေးဆိုင်မင်္ဂလာဘွဲတော့အမိလိုက်နိုင်ဘူးလို့ပဲနော်မင်္ဂလာဘွဲမင်္ဂလာပဲတော့ဆောင်နက်ပါဗျာမြန်မာမှုနယ်ပယ်မှာတော့အရှိ9အိမ်နောက်9အိမ်အတိမပြည့်ရင်အစိုးတတ်တဲ့အကျဉ်းလင်မယားဖြစ်ကြတာပဲကွာအခုကတော့ကွာကြီးကျယ်တယ်လို့ပေါ့မင်္ဂလာဆောင်ကြတာပါပဲဟောအခုကြည့်လေဗျာအကျဉ်းရုပ်ပြီးတော့လက်မှတ်ထိုးတယ်ကုန်ကြမဲ့ငွေကိုအလှူဒန်းလုပ်တယ်ဗျာမင်္ဂလာရာလည်းမြောက်တယ်သူတို့တွေကုသိုလ်လည်းရတယ်ကောင်းလားဗျာကောင်းပါဘူးဟေ့ပေါ့ဗျာဘာစကားလဲဗျာခင်ဗျာစကားကောင်းပါကောင်းတယ်ဘလောက်ပဲကြီးကြီးမင်္ဂလာဆောင်ဘယ်လိုပဲအချင်းယုံပြီးမင်္ဂလာဆောင်တကယ်တမ်းလင်းရမရရင်မှာအရေးကြီးဆုံးကတယောက်နဲ့တယောက်ချစ်ခင်တဲ့သစ္စာရှိမေတ္တာရှိရိုးမြေကြပေါင်းသွားဖို့ကအရေးကြီးဆုံးဟာအဲ့ဒါအဓိကလေဗျာအဲ့ဒီထဲမှာပို့ပြီးတော့အဓိကကြတာကဘာလဲလင်းနဲ့မရဟာတယောက်နဲ့တယောက်သစ္စာရှိဖို့ကပိုအရေးကြီးဆုံးမြတ်သစ္စာရှိပါဗျာဟာအဲ့မှာသစ္စာဟိုဂျန်နဲ့အောင်သစ္စာရှိတာပြောတာပါခဲပါရှောက်ပြောနေရလဲကဲအဲ့ဒီတော့မောင်ကြံနိုင်အောင်နဲ့မတ်တီတီသူစားတို့ရဲ့မင်္ဂလာအခမ်းအနားထမြောက်အောင်မြင်သွားပါပြီ။အဲ့တော့ဒီနေ့ဒီချမ်းစပြီးတော့ငါတို့ငါတို့မတို့စိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံပြီးတူပေါ်တူသစ္စာရှိစွာပေါင်းတင်နိုင်သောအကျင့်လင်မယားဖြစ်ပါစေလို့ဦးလေးကဆုတောင်းလိုက်ပါတယ်ကွာ။ပေးတဲ့ဆုနဲ့ပြေးပြရ။ဟာဦးလေးဟာဦးလေးပြောမှာမဟုတ်လေ။သူတို့စားတဲ့သူတို့သမီးပြောရမှာလေ။ပြောတယ်ဒီလို။ပေးဆုနဲ့ပြေးပါ။မောင်ကြံနိုင်အောင်မင်းဆန္ဒပြေော်သွားပြီမဟုတ်လားဦးလေးကိစ္စလေးလေဗျာဟာဘာလဲဟဲ့မေ့သွားတာဟလားမေ့ပါဘူးလာကြတော့မလားတော်တယ်အာမိခင်တက်တာတော့ဒီထဲမှာပတ်စံတော့တစ်လသာသုံးဖို့လောက်ပဲထည့်ထားတယ်။ကျန်တာတွေကဘူဘပိုင်ပစ္စည်းလက်ဝက်လက်စားအားလုံးထည့်ထားတယ်။ဒီမှာ check ဒီမှာငွေစုဆောက်ကိုကြိုက်တာသုံးပေါ့။ဘာလဲသူစား။ကိုမင်းစီကငွေကိုမှတ်ပြီးတော့မင်းလက်ထပ်ပြန်လို့ထင်းနေလို့လား။မထင်ပါဘူးအကိုကလည်းသူစားနဲ့ကိုယ်ကနင်မရိုက်ဖြစ်သွားတယ်ဟာ။ရောက်ပါအဲ့မှာအတူရောအားလုံး42သိန်းနော်နောက်ငွေကြီးနဲ့မှဆိုတော့မှကြီးကျယ်လာပြောတယ်တော့မင်းအလူရှင်အုံးတို့ခေါ်ဆွဲနေမျက်နှာလာလုံနေသေးတယ်မင်းတို့2ယောက်အတွက်ကဘာမြေကြီးကပေး30လောက်ချိုင်ဝင်သွားတယ်ထင်းနေသလားကြက်တတိထားပါနောက်ဘယ်တော့မှငါရှိကိုငွေလာချီးတဲ့ဘွားမျိုးမရောက်ပါသေးနဲ့ငါလည်းဘယ်တော့မှပေးသိမရောက်တော့စိတ်မကောင်းပါဘူးဦးပေါင်ချင်းဦးပေါင်ချင်းကကျွန်တော်တို့စီကလာမချီးရစေတကယ်လို့လာချီးလို့ကတော့50တိုးကနေတပြားမှမရှုံးဘူးဝဲ
ကျန်တယ်ရောမင်းကငါပြောက်ဝေးပြီးမှားနေတယ်ပြီကွာ မမောက်ဗျာအခုအကျွေးလည်းအကုန်ကြေသွားပြီအရင်လိုပြန်ဖြစ်သွားပြီ ဘယ်နဲ့အရင်လိုပြန်ဖြစ်ရမှာတော့မင်းကအရင်လိုလူပြုံမဟုတ်တော့ဘူးသူစားယောက်ျားအိမ်တော်နဲ့ဖြစ်သွားပြီနော်အရင်ကလိုမင်းစီးမဲ့ကားမဲ့ပေါ့ပြက်ပြက်နဲ့နေချင်တဲ့နေလို့မရဘူးကွာဟာဗျာအရင်ကတည်းကဒီလိုပဲနေတာအခုလည်းဒီတိုင်းပဲနေတတ်တော့ဘောဗျာ နေတာကနေလို့ရတယ်လေကွာဒါပေမဲ့မင်းအတွေးခေါ်ယူစားတယ်အကုန်လုံးပြောင်းပြရမယ်ဒီမှာရောက်ဘာပဲဖြစ်သူစားမင်းကျေးဇူးရှင်မင်းကိုဒီဘွားလေးရောက်တွန်းပို့ခဲ့တယ်ငါလည်းတာဝန်မကင်းဘူးဒီနေ့ကစပြီးတော့သူစားပေါ်မှာချစ်ချစ်ခင်ခင်မြတ်မြတ်နိုးနိုးလင်းယောက်ျားကောင်းတစ်ယောက်ပီတာဆိုတာနေပေးရမယ်ကျွန်တော်နေချင်ပါဗျာဒါနဲ့သူစားနဲ့ကျွန်တော်နဲ့ကြားရမှာခင်ဗျားမသိရဲ့အချက်တွေအများကြီးခြားနားနေကျွန်တော်ဘလောက်ပဲသူ့ကိုအလိုက်တဲ့သူမျိုးခုမှကျွန်တော်နဲ့ပတ်သက်ပြီးဒါခံစားကြလို့ရှိသူစားဝယ်စားလေဘယ်တော့မှရှိလို့လဲကို ရုပ်ရှင်သွားကြည့်မလေဒီနေ့တမ်မရရုံမှာတင်တဲ့ကားကိုကြိုတင်လက်မှတ်လုပ်ထားတယ်အခုကကြိုလည်းပြောမထားဘူးဟာဒီလိုတော့လည်းမဖြစ်ပါဘူးကိုရဲ့ဟိုဒီဆောက်ပြ fax ရလေဒီနေ့အပေးထုတ်ရမှာကိုရဲ့ပြီးတော့ဒီဆောက်ကလူများစီကငှားထားတာပြန်ပေးရမှာမနှက်ဖာဆိုရင်မင်းအကျိုးပြောလဲအကြောင်းတစ်ခုပြပြီးညင်းအောင်ပါပဲမလားနေစမ်းမအောင်မေးပါဦးမယ်မင်းရဲ့နှလုံးသားသူ့ဒေသနာစာတမ်းကြီးဘယ်တော့မှပြီးမှာလဲပြီးတော့မှာပါအကိုရဲ့မနေ့ကထက်ဆိုင်တော့ဒီနေ့ကပိုနီးစက်လာပြီပေါ့စိတ်တူနေညနေရလဲသူစားမလိုက်တော့ဘူးနော်အခုတရားတစ်ဖက်သွားလိုက်တော့နော်ခင်မောင်ကျန်တကိုဒီမှာ
အယူကြီးမမကားမောင်ငါထွက်သွားပြီ ဒီမှာဦးလက်ဖက် ဘာလဲကွာ မတူတပည့်သားစိတ်ပြင်းနေတဲ့အချိန်မှာအရန်ပျော်နေတယ်နော်ကျွန်တော်တထေးလေးကတယောက်ထဲသမားလေကားသုံးနေစီရင်အချိန်မရွေးလူမျိုးဖြစ်တယ်ရုပ်ရည်ယူပကောင်လည်းကြည့်လိုက်အောင်မိမရှိတယ်လို့ဘယ်သူမှမလုပ်ခင်ဟုတ်တယ်မင်းပြောတာကထောက်ခံတယ်ဒါပေမဲ့မင်းကြတော့ဘယ်အချိန်ကြည့်လိုက်အိမ်တောင်30ကွဲနေတယ်ကလေးအဖေမုံဆိုးပုံပေါက်နေတာတော့ငါစိတ်မကောင်းဘူးကွာငါစိတ်မကောင်းဘူး ဘာပြောကြည့်ပြောနော် ဘာလဲကွာ ဒီမှာဒီလက်သေးကယာရီမရွေးဘူးအသက်ရောအားနာနေလို့ စဖဲဒါလို့6လို့ဘယ်တော့မှမကြောက်ဘူးကွာဆောင်းတိုင်းရောက်တဲ့ကောင်က စောင်းတိုင်းရောက်ပါဗျာစောင်းတိုင်းရောက်ပါဟမ်အေးဟုတ်ဒီမှာမင်းကငါမေးစားမရဘူးဒီအိမ်မှာမင်းကဒရိုက်ပါလားငါစပယ်ရလားမင်းပြောစမ်း ဘာဦးလေးဖဲပြောတဲ့အတိုင်းပဲနော်ကို့အစင်တန်းကိုကိုသိ ဟာဟေ့မင်းလူပေါင်းကလိုက်မင်းငါချိုးရရနော်မင်းမစတဲ့ share တွေအကုန်ထွက်ကုန်မယ်ဟဲ့ဟာအပေါ်အော်မကြီးပါကြည့်တော့ပါကြည့်တော့ပါဟိုအကြီးပဲဟဲ့ဘာလို့ပါကိုကျွန်တော်တယောက်တည်းပြင်းနေ ရပါတယ် ဘာလို့သိလဲ ကျွန်တော်ကျင်းသားရနေပါပြီဘာမလို့ရ ဟောကိုကျွန်တော်ကိုမိတ်ဆက်ပေးအောင်မယ်ဒါကျွန်တော်မိတ်ဆွေတတိမာလေးရှယ်ရီတဲ့ ဟုတ်ကဲ့ ကိုကျွန်တော်ကိုစိတ်ဝင်စားလို့မိတ်ဆက်ချင်တယ်ဆိုလို့ခေါ်လာရှယ်ရီဒါကိုကျွန်တော်အောင်နဲ့ကျွန်တော်တို့နေလို့ပဲမိတ်ဆက်ချင်ကျွန်တော်ခွင့်ပြုပါဟုတ်ကဲ့ ထိုင်မယ်နော် ရပါတယ် ရှိမှဖြစ်သွားလားမသိဘူး မဖြစ်ပါဘူးပူတော်ကောင်းသေးတယ်ဒါပေမဲ့လူတွေအထင်လွဲတော့မတတ်နိုင်ဘူးလေ လွဲမစီပေါ့ဘာဖြစ်လဲ โอเค နာမည်ကိုကျန်နိုင်အောင်ခေါ်ရတာချောလည်းမချောအဲ့ဆိုရင်ကိုကျန်အဲ့လည်းမကောင်းဘူးဘယ်လိုခေါ်မလဲ ကြိုက်တယ်လို့ခေါ် တကယ်နော်အဲ့ဆိုရင်စိတ်ထဲရှိတဲ့အတိုင်းခေါ်လိုက်မယ်ကိုကို ဗျာ ဟုတ်တယ်လေအဲ့လိုခေါ်မကောင်းဘူးလား ကောင်းပါလေ ကြောက်လို့ ခင်ဗျာဒီလိုဆိုင်မျိုးမှခေါ်လာတယ်ဒီလိုခန့်ညံဆိုင်ရင်မထိုင်တော့လို့ခင်ဗျာမသိဘူး မင်းအဲ့လိုအချက်တဲ့စကားမျိုးပြောစမ်းပါလေအချိန်တော့ဒီလိုဆိုင်မျိုးတော့မထိုင်နိုင်တဲ့အခြေအနေအချိန်ကမျိုးတွေမင်းမေ့တယ်မင်းကလက်ကားခေါ်လာ ဘာကိစ္စလဲပြော ငါအိမ်မှာလူရှိတဲ့ချိန်မှာပြောရင်မင်းကဒီခေါ်လာတယ်ပြောကြနေရောမင်းခုလိုခြေလမ်းနဲ့ပြက်ရက်တွေလည်းနင်းတော့ပွင့်နေတော့ကသူစားပုံနဲ့ဘာမကြည့်မနဲ့ဖြစ် ရှိပါဦးဗျာသူလဲသူနေတတ်လို့နေတယ်ကျွန်တော်လဲကျွန်တော်နေတတ်တယ်နေတာပါပဲ ဒီစကားကိုပေါ့ပဲပြောနေမင်းအခုဒီလို share လေးဆိုတဲ့ကောင်မလေးနောက်တကောက်ကောက်ပါနဲ့ငါမသိဘူးညမှတ်နေသူစားပုံမင်းတော့တစ္ဆာမမဲ့နေဘူး ခင်ဗျာမားနေပြီဗျာကျွန်တော်အခုချိန်လေးသူစားပုံသစ္စာမမဲ့ဘူးဒါပေမဲ့ဗျာရှယ်လီကကျွန်တော်လူလာပြီးတော့နားလည်မှုကြီးအရန်လာပြီးဒီတိုင်းညင်လိုက်တော့အားနာတယ်ကျွန်တော်ရောမင်းအပြစ်ပြနေနှခေါင်းလေးထွက်မယ်နော်စေးတောက်ရင်ရရတာလည်းမင်းစေးမထိုးချင်တာမှလည်းအေးဒီတဲ့လုံခဲ့ပြီးမင်းခွဲရဆက်ရမယ်ဆိုရင်မင်းဘဝမှာမင်းအမားရုပ်တွေကြံခဲ့လိမ့်မယ်
ကိုကိုရှယ်လေးကိုဘယ်လိုမြင်လဲ ဘလို့မှမမြင် ရှယ်လေးကအကောင်းမေးနေတာကိုမှန်တိုင်းဖြေနော်ကိုရှယ်လေးကိုဘယ်လိုမြင်လဲ ဒီနေ့တိုင်းပြောရရင်တော့ယောက်ျားရဲ့အတွက်ဆွဲမစရာကောင်းတဲ့မိန်းမတစ်ယောက်ပဲ ကိုတွေ့ရော ကိုတို့ကတော့မင်းကအုပ်စဘောရုပ်ချော်ပြီးတော့အလကားအချိန်ဖြုံးတဲ့မိန်းမတစ်ယောက်ပဲဒီပြောတော့ကွာကိုမပါဆွဲလာမှမရှိဘူးဒါပေမဲ့တခုတော့ရှိရဲ့အိမ်ရမျက်မှန်ထက်သာမင်းကိုနည်းနည်းစော်ပြီးတွေးခဲ့ရင်မင်းကိုလက်ထပ်ဖြစ်ချင်းလက်ထပ်ဖြစ်ခဲ့လိမ့်မယ် အခုလည်းနောင်ကြသေးပါဘူးကိုရဲ့ရှယ်လေးတို့ရင်တခါလိုက်ခဲ့လीကိုအားသာ ဟာဘယ်ဖြစ်မလဲကွာကို့မှာမိန်းမရှိတယ်မဖြစ်ပါဘူးကွာတရုတ်ကားတွေကလို့မေမေလေးတွေမေမေလက်တွေထားပြီးတော့မျက်နှာပြောင်မတက်ရဲဘူး လွယ်ပါတယ်ကိုရဲ့ဒါဆိုရင်လည်းသူ့ဆောင်ကွာပလိုက်ပေါ့ ဟာမင်းပြောလွယ်လိုက်တာကွာစာကလေးအမွှေးနှုတ်တာကြားနေတာဒါမြန်မာပြည်ကွာမင်းနေခဲ့တဲ့နိုင်ငံတွေနဲ့မတူဘူးရှစ်စလုံးရကြပါကွာခုမင်းမအရန်သနာဖို့ကောင်းတာခုတယောက်တည်းကိုပဲရှားကြပါပါရထားသူသာတစ်ခုလက်ဖြစ်သွားရင်သူ့ရုပ်သူ့ရည်နဲ့သူပိုင်သမျှဥစ္စာပစ္စည်းအကုန်လုံးဘိုးဘွားကြီးသာလှူပစ်လိုက်ဖို့ပဲရှိတယ်နောက်ထပ်ယောက်ျားတယောက်ရဖို့ဆိုတာလွယ်ဘူး သူ့ဆောင်တကယ်ချစ်လို့လား အချစ်ဆိုတော့ဘာမှမသိတာအခုချိန်ကြီးလေသူ့ချစ်တယ်လို့တခွန်းမှမပြောဘူးသေးဘူးထဲမှာတခုတော့ရှိတယ်မင်းစီကကျင်နာယူရမှုမျိုးတွေဒါငါမိန်းမစီရရမယ်ဆိုရင်အချစ်ဆိုတော့နားလဲချင်းနားလဲသွားလိုက်မယ် ဟာကိုကလည်းအဲ့ဒီမသေးတာကြီးကိုမျောလင့်မနေပါနဲ့ရှယ်လီနဲ့သာတူနေမယ်ဆိုရင်အဲ့ဒီအချစ်ဆိုတဲ့အရာကိုလုံးဝနားလဲသွားလိမ့်မယ် ကွာရှင်းရမှာနှမျောစရာကြီးကွာသူ့မှာပတ်စံနေအများကြီးကွာ ဟာရှယ်လီမှလည်းအဲ့လောက်တော့ရှိပါတယ်ကိုသာလာနေမယ်ဆိုရင်ရှယ်လီကအချိန်ကြီးပဲ ရှယ်လီငါအရက်တော်ရတယ်မင်းစကားရင်တော့ဖူးမှုလိုက်နေဘောကငါစဉ်းစားပြရစီဦး စဉ်းစားဖို့ကိုရဲ့ကိုနဲ့ရှယ်လီနဲ့နေဆက်ဖို့သူစားခလုတ်ကစင်းမယ်ခလုတ်ဆိုတာရှင်းပြမှအခွင့်ရေးကြုံလာရင်အမြန်ရှင်းပြရမှာနော်ကိုတတိရှိဘူးတော့လို့ မိမရေမိမအိမ်သူတက်တာကနီးမရကြီးကိုပြန်လာပြီလေကိုပဲပြန်လာတာခေါင်းကပါမလာဘူးခေါင်းကချီးမနေချီးဆိုဘလို့ဖြစ်တာလဲအခုကလည်းအတက်ဆင်းဝင်တော့ view ဆိုင်မှာပေါ့ချီခွဲသွားပါခဏတော့သူစားစိတ်တော့လာမယ်ဘလို့ပြလာလို့ကွာ
မင်းကောက်လုံးကြံနေရလားငါကကလုံးတိုက်ပြီဘာဖြစ်လဲခလုတ်ကိုနဲ့ရှယ်နီနဲ့နီးစပ်ဖို့သူသာခလုတ်ကစင်းမယ်ခလုတ်ဆိုတာရှင်းပြမှာအခုရေးကြုံလာရင်အញ្ញံရှင်းပြရမှာနော်ကိုတတိရှိဖို့တော့လို့မင်းပြောတော့လေကားသုံးနေစင်လူမျိုးဖြစ်တယ်ဆို ဖြစ်တယ်လေခုလည်းဖြစ်တာပဲဖြစ်တယ်မှလေတိန်နဲ့တော့မြည်နေသေးတယ် ဟုတ်ပါဗျာအခုတိန်မြည်သွားပြီလေဟင်လေကားဆိုတာတက်ဆင်းနေမှာအခုမတက်မဆင်းနဲ့တော့ခလုတ်တိုက်ပြီးချီမကွဲသွားပြီလေဟင် မဆိုင်ဘူးလေဒါသူအရင်မှုပြီးတော့ချော်လဲသွားတာပဲ အဲ့ဒါပြောတာဗောဆောင်းတိုင်းမမြောက်တမြောက်ကောင်းရဲ့ဟင်ဘာမှစာပေဖတ်အားလည်းမရှိဘူးတူတာလည်းမရှိမင်းတရားမင်းဝထုမင်းမဖတ်ဘူးလားဟင်လူဆိုတာကိုယ့်လေကားကိုထမ်းလာတာတဲ့ဒီလေကားနဲ့ပဲအပေါ်ကိုတက်ရတယ်ဒီလေကားနဲ့ပဲအောက်ကိုပြန်ဆင်းရတယ်သဘောကတော့ကိုယ့်ရဲ့အာကုသို့ကုသို့ကိုဖန်တီးယူတာတဲ့အဲ့ဒါကိုပတ်တာမင်း ဟာဒါတော့လေးဖေးရလဲစကပုံတော်ရှိသေးတာပဲကန်ထမ်းလာတာမမြင်ဘူးတဲ့လှန်ထမ်းလာတာပဲမြင်ရတယ်တဲ့နော်အေးလို့လေကားကြီးတစ်ခုလုံးထမ်းလာတော့ပေါ်တီးမြင်နေရတာပဲအဲ့ဒါငါပြောတာဒါဆိုရင်ဓာတ်လေကားကြတော့ဘယ်သူထမ်းမလို့ အဲ့ဒါမင်းကြီးတော့ထမ်းလာတာလीဟုတ်တယ်ဟင်ကိုမနေ့ပြန်ကိုတို့ခီးထွက်ကြမယ်ဆိုနှစ်ယောက်တည်းသွားကြမှာမလားသိလိုက်လားဟာလေမင်းကနိုင်ငံတကာသတင်းဖြန့်ဝေဌာနငါဘာလို့လဲမင်းအကုန်သိဟုတ်တယ်ညညသူစားသူ့စာအုပ်စသိမ်းမှန်ကိုသူကင်းရှင်းပြီးအေးစေးငြိမ်သက်တဲ့တနေရာမှာရေးကျင်လို့လေ ဘယ်ထိသွားမှာလဲကိုကန်ရင်ငြိမ်ပန်းပြေစကားဟာဒါဆိုရင်တော့အကောင်းဆုံးခွင့်ရပဲကိုဒီထက်ကောင်းတဲ့ခွင့်ရတောင်ဒီလောက်ကောင်းမှာမဟုတ်ဘူးအဲ့တော့တခါတည်းသူစားကိုအပြက်ရှင်းခဲ့တော့ဘာဖြစ်လို့အပြက်ရှင်းရမှာကိုကလည်းဒီလိုလေမဖြစ်ဘူးတဲ့ကိုမဖြစ်ဘူးဆိုရင်ရှယ်ရီလိုက်လာပြီးဖြစ်အောင်လုပ်ရလိမ့်မယ်ကိုချမ်းသာခြင်းနဲ့ဆိုသူစားပိုင်ဆိုင်သမျှအားလုံးကိုလိုချင်နဲ့ဆိုဒါဆိုရင်သွေးကြောင်နေလို့မဖြစ်ဘူးစွန့်စားရရမယ်ဒီမှာကိုကြောက်ရင်လွဲရဲရင်မင်းဖြစ်တဲ့ဖို့အဲ့ခွေဘာလို့နေတိုင်းကျွေးနေလဲသူကျေးဇူးကိုကျေးဇူးဝတ်သားရဲ့ဟိုးလွန်ခဲ့တဲ့6လတုန်းကဖိုးဖိုးဒီမှာဘရာကျော်ရောက်နေတော့ဖိုးဖိုးပတ်စံအိတ်ကိုအလစ်သမားတယောက်ကတုတ်သွားဒီခွေကဖမ်းပေးတယ်ကွာဒါကြောင့်မလို့ကျေးဇူးပြန်ဆက်တယ်ကျေးဇူးဆိုတာပြန်ဆက်ရလားကျေးဇူးဆိုတာပြန်ဆက်ရတာပေါ့သားရဲ့ကျေးဇူးဆိုတာမဆက်ရင်နိုင်ရင်တော့ကျေးဇူးမကမ်းတင်ဘူးကျေးဇူးကရဆိုတာဘာလဲကျေးဇူးကနဲ့ဆိုတာကိုယ့်ဘောမှာကျေးဇူးတရားရှိခဲ့တဲ့လူကိုပြန်စော်ကားတာပဲလူလောကမှာနေလူပိသရမယ်ကိုယ့်ဘောမှာကျေးဇူးရှိတဲ့လူကိုကျေးဇူးသိတတ်ရဒါမှလူပိသတော့မှာပေါ့ကွာမဖြစ်ဘူးဆိုရင်ရှယ်လီလိုက်လာပြီးဖြစ်အောင်လုပ်ရလိမ့်မယ်ကိုချမ်းသာခြင်းနဲ့ဆိုသူစားပိုင်ဆိုင်သမျှကိုအားလုံးလိုချင်တယ်မဟုတ်လားဒါဆိုရင်သွေးကြောင်နေလို့မဖြစ်ဘူးစွန့်စားရရမယ်ဒီမှာကိုကြောက်ရင်လွဲရဲရင်မင်းဖြစ်တဲ့အကိုဘာစဉ်းစားနေရလဲနေရောကောင်းရလားမောင်းလို့ဖြစ်ပါမလားသူစားမောင်းပေးရမလားရပါတယ်ကိုကဟိုရောက်လို့သူစားတယောက်တည်းစာရေးနေချိန်ကျကိုတယောက်တည်းဘယ်လိုနေရမလဲဆိုတော့စဉ်းစားနေတာ။အော်ချမ်းသာဖြစ်ရလေကိုရဲ့။သူစားစာအုပ်က40သိန်းမှရောက်နေပြီ။စာမျက်နှာ1400လောက်ရောက်နေပြီ။စာမျက်နှာ100လောက်ပဲလို့တော့တာ။အလုံးစုံကြီးက2ရက်3ရက်ပေါ့။သူစားစာအုပ်ပြီးလို့ရှိရင်အခုအတွက်အချိန်တွေအများကြီးပြလို့ရပြီ။နော်ကို။
စာမျက်နှာ1480နှလုံးသားတစ်ခုဤအစ္စဒအမှန်သို့မဟုတ်သူ့နှလုံးသားရဲ့အနှဆိုင်ဆုံးနေရာမှာအယောင်တစ်စုံတရာကိုရှာဖွေတွေ့ရှိရဲ့အချိန်ဒီမကြခင်လက်တကမ်းတွင်ရောက်ရှိတော်မူကျမသိလိုက်ပါကျေးဇူးကနဲ့ဆိုတာကိုယ့်ပေါ်မှာကျေးဇူးတရားရှိခဲ့တဲ့လူကိုပြန်စော်ကားတာပဲလူလောကမှာနေလူပိသရမယ်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့လူကိုကျေးဇူးသိတတ်ရမယ်ဒါမှလူပိသတော့မှာဘောကွာမင်းဘယ်သူလဲငါလည်းကြံနေအောင်ဒါပေမဲ့ငါခွေးကြံနိုင်အောင်မင်းမသိလို့ငါသိအောင်ပြောပြအောင်မင်းတို့လူတွေကခွေးဆိုရင်ရုံညံ့တဲ့တော်လို့ထင်ကြအေးဒါပေမဲ့မင်းတို့လူတွေထဲမှာကွာခွေးနဲ့ပတ်သက်တဲ့စိတ်ဓာတ်က2မျိုးရှိရကွာပထမတစ်မျိုးကခွေးကျင့်ကြံတတ်တဲ့စိတ်ဓာတ်နောက်တစ်မျိုးကခွေးတကောင်သစ္စာဆောင်ပြီးတတ်တဲ့စိတ်ဓာတ်အခုအချိန်ကမင်းဆုံးဖြတ်ရမယ့်အချိန်ကိုရောက်နေပြီကွာမင်းသာငါလိုခွေးတကောင်ဖြစ်မယ်ဆိုရင်ခွေးကျင့်ကြံမလားဒါမှမဟုတ်ရင်ခွေးတကောင်လိုသစ္စာစောင့်သိမလားမင်းကဘာကောင်လဲဆိုတာမင်းမကြခင်သိရတော့ကိုထက်တရီပေးလိုက်မယ်ကိုသူသားကိုရှင်းပြဖို့အချိန်ကြနေဘာမှတူဝေးတုံဆိုင်နေနဲ့အပြက်ရှင်းပလိုက်သူသားပိုင်တိုင်မှုတွေအားလုံးမေ့ရပြီမင်းတစ်ထည့်ဖြစ်ပြီဘာဖြစ်လာလဲဟမ်တတိထားလေကိုဘာဖြစ်လာသူစကားမပြောဘူးလားသူစကားဖြစ်ပါဘူးကိုရဲ့ရက်လည်းမတော့သေးပဲနဲ့အကိုကြောင်ထဲနေမှာလှုပ်ရှောက်ပြောနေရတယ်လာအပြင်မှာထိုင်လို့ရှိရင်လေစင်းနေတိုက်ပြအေးမိကုန်လို့လာကိုထဲဝင်အောင်လာထားကိုလာစာရေးလို့ပြီးသွားပြီလားစာမနှက်ဖန်ဆိုရင်အပြီးတက်လို့ရပြီစာမျက်နှာ1499တောင်ရောက်နေပြီလာထဲဝင်အောင်ထပြောဦးဆိုဘယ်ကကြမ်းမယ်သူစားဆောက်ကသူစားဆောက်ကဇက်သိမ်းဖို့ပဲလိုတော့တာကိုသူစားလှိတ်စီးခြင်းနဲ့မစီးပါနဲ့ဘာဖြစ်လို့လဲကိုရဲ့အကွာရေကြောက်လို့လားရေမကူးတတ်လို့လားဒါမှမဟုတ်လှိမ့်မလော်တတ်လို့လားလော်တတ်ပါလေရေလက်ကူတတ်တယ်ဒါနဲ့မြောက်ကိုရယ်စီးအောင်နော်ကိုနော်တေးလို့ရှိရင်လေကောင်းလေတန်းရအကိုလည်းလန်းဆန်းဖြစ်သွားပါပေါ့နော်လာပါတက်စီလာကိုလာ
ကျေးဇူးကနဲ့ဆိုတာကိုယ့်ပေါ်မှာကျေးဇူးတရားရှိခဲ့တဲ့သူပြန်စော်ကားတာပဲလူလောကမှာနေလူပိသရမယ်ကိုယ့်ပေါ်မှာကျေးဇူးရှိတဲ့လူကိုကျေးဇူးသိတတ်ရတယ်တော်ပါရပြီလားသူစားဟုတ်ပါနော်ဟုတ်ပါတယ်ကိုရဲ့ကိုရင်မုန်းရတတိလက်သွားလေအခုမှတတိပြန်ရတာလာလိုက်တော့ကွာကိုရိုနီယောက်ကိုရေရနေဘယ်သူကဲခဲ့တာလဲတယောက်တည်းလည်းအပြန်နိုင်ကဲကြတယ်ဆိုပါတော့ကိုရဲ့ဒါဆိုသူစားရေကူးတတ်တာပေါ့သူစားကျောင်းတော်ရေကူးချန်ပြန်များဟာဒါနဲ့များသူစားရဲ့ကိုမနေ့ကညသူစားရန်ကုန်ပြန်ကြရအောင်နော်သူစားရေလက်ဆက်စာကိုဆက်မရေးတော့ဘူးလားဟုတ်တာပဲမျက်မှန်မှမရှိတော့တာရေရဲကြသွားတာ哦ရန်ကုန်ပြန်ရောက်ပြီးတော့မျက်မှန်အသစ်လုပ်ပြီးတော့မှပဲရေးတော့နော်မျက်မှန်မရှိတဲ့သူစားစာရေးလို့ရပါတယ်ကိုရဲ့မျက်မှန်ကြီးကအတူကြီးပဲဟာဟမ်ဘာဖြစ်လို့သူစားလဲကွာတကယ်ဆိုသူစားမင်းချောလေးတယောက်ပါဘာဖြစ်လို့အဲ့လိုမျက်မှန်ရေးတက်အဖွားကြီးပုံစံကြီးလုပ်ပြီးတော့ကိုယ့်ကိုရုပ်ဆိုးအောင်လုပ်ထားတာလဲဒါတော့ကိုယ်သူစားငွေကြေးပိုင်ဆိုင်မှုတွေနဲ့တယောက်တည်းနေနေရတာ哦ရှင်းရှင်းပြောရရင်တိုက်တူးမဲ့ယောက်ျားတွေရဲ့ရန်ကင်းဝေးအောင်လုပ်ဘာဖြစ်လေကိုကတော့သူစားရေးလက်ဆက်စာအုပ်ကိုပြီးအောင်ဆက်ရေးစေချင်တယ်သူစားစာမျက်နှာ1499မျက်နှာရေးပြီးသွားပြီကိုယ်စိတ်ဆင်မလို့တော့ဘာဖြစ်လို့လဲဆိုတော့ကျန်တဲ့တစ်မျက်နှာကိုသူစားရဲ့နှလုံးသားပေါ်မှာအကိုရေးပေးခဲ့ပြီလေသူစားမထွက်နဲ့ရှယ်လီမင်းခိုင်းတာလည်းငါတခုမှမလုပ်နိုင်ဘူးငါသူစားကိုအရန်ချက်သွားပြီငါဘာပိုင်ဆိုင်မှုတခုမှလည်းမလုပ်ချင်ဘူးမင်းလိုချင်လို့ရှိရင်ငါပိုင်ဆိုင်မှုတွေယူပါသူစားကိုအန်ရမပေးပါနဲ့မရှင်းမတွန်းနဲ့လို့ပြောနေနော် Congratulations ပဲသူစား
ကိုတော့ဒီပွဲမှာရှုံးသွားပြီကိုတောင်မကြည့်ပါနဲ့နော်လေးသားပါလေကိုကျန်နိုင်အောင် ရှယ်လီမင်းပါညာများသူစားသူပြောတာတခုမှမယုံနဲ့ ကျမသူစားရဲ့ကိုတော့လူချင်းမင်းသမီးဖြစ်နေထင်တယ်ကဲသူစားပဲအားလုံးကိုရှင်းပြလိုက်တော့ ကဲဒီကိစ္စကိုဦးလေးဆန်ရှင်းပြမယ်မောင်ကျန်းအောင်မင်းကတူမကြီးကိုလက်ထပ်ခွင့်တောင်းခဲ့တယ်တူမကြီးကလည်းချက်ချင်းပဲသဘောတူလိုက်တဲ့သဘောမတူတာတော့ဦးလေးဆန်နဲ့ဟောဒီကရှယ်လီပဲဘာဖြစ်လို့သဘောမတူလဲဆိုတော့မင်းအကြောင်းနေဦးလေးဆန်အားလုံးစုံစမ်းသိရှိထားရတာကိုဘယ်သဘောတူပါမလဲဒါပေမဲ့ဟောဒီကတူမကြီးကတူမကြီးညီပဲဆက်ရှင်းပြလိုက်ပါသူစားအကိုပြောသလိုပဲလူအသေးနှလုံးလူထဲမှာပဲရှာရမယ်ဆိုတဲ့အဆိုသူစားယုံကြည်တယ်သူစားနဲ့ကိုနဲ့ပထမဆုံးစတွေ့ရမွေးနေ့ဝဲမှာအကိုရဲ့မျက်လုံးတွေထဲမှာဖြူစင်ရိုးသားမှုသူစားတွေ့လိုက်ရအကိုရဲ့ဖြူစင်ရိုးသားမှုတွေကအရာရာကိုဖြတ်ကျော်နိုင်လိမ့်မယ်လို့လည်းသူစားယုံကြည်ခဲ့တယ်အဲကြောင့်မလို့သူစားအကိုလက်ထပ်ခဲ့တာရှယ်လီကအကိုသူစားပေါ်မှာတကယ်ချစ်မချစ်အခုစိတ်ထားမှန်မှန်ဆိုတာသူစမ်းကြည့်ခြင်းနဲ့ဆိုလို့သူစားခွင့်ပြုလိုက်တာအခုတော့အခုစီတခါမှမကြားဘူးသူရဲ့စကားတစ်ခုသူစားကြားလိုက်ရတယ်သူစားရမ်းဝမ်းလာတာပဲရမ်းနဲ့ကြည်နေတယ်သူစားကိုရမ်းချစ်သွားတယ်ကိုခွင့်လို့ပါသူစားကိုလည်းသူစားအောင်ရမ်းချင်ပါတယ်နေကြပါဦးဟိုကျွန်တော်ကလေဖြူစင်ရိုးသားကြောင့်မဆန်းသက်တော့ဘူးလား အာမစမ်းတတ်တယ်ဘယ်လိုပါဘူးဟဲ့မင်းမျက်နှာတရေတို့ထကြည့်လေကလိန်ကကြည့်တနာယူညုတ် Baby unam chao ne bwa ha khna ba Pyo da lu be twa Jo twi tha lo ma ya de loka ji ma Bu ba ne aung ma la Lo chi mo ke ye cha aung ma le Alo Tin ga ri ba Chi lan wi po bo be taလူတိုင်းဝေပွားခြင်းရဲ့ဆုံးတက်ကသင်နေပြီလားသူမတော့ကတွင်နဲ့ဆွဲမတွင်ဘူးဟဲ့ငါတယောက်ထဲသွားနိုင်ရှုံးလို့ဝကယူမဆိုင်နဲ့တော့အားလုံးညနေပုံနေပါရှင်နေမှာပေါ်ပေါ်ပဲတာYoda joy, nani lai me. Yoda joy, namo